မေတ္တာတော့အနှစ်ချုပ်ဒီကြီးဆက်တဲ့တော့ထဲမှာမေတ္တာတော့ဆိုတာအားလုံးဘုရားဘာသာဝင်မြန်မာလူမျိုးတွေအားလုံးလုံးနီးနီးရရှိပြီးတော့နေ့စဉ်နဲ့အများရွတ်ဖတ်နေကြတာဖြစ်ရှိဆိုတော့မေတ္တာတော့ရဲ့အကြောင်းကိုဆိုရွတ်နေတဲ့ပုဂ္ဂိုလ်တိုင်းသိချင်မှသိတာပေါ့ဒီဆိုဒါကြောင့်တခြားတရားကိုမဟောဘဲနဲ့မေတ္တာတော့အနှစ်ချုပ်လူတွေနဲ့ယဉ်ကျေးပြီးသားဖြစ်တဲ့ဒီလိုနေ့စဉ်နဲ့အများရွတ်ဖတ်တဲ့ဆရာပြီးတော့အနေနဲ့ကဲအောင်ဆောင်ရွက်နေကြတဲ့ပြေကြီးတဲ့မှာပါတယ်ဒီမေတ္တာတော့ကိုအနှစ်ချုပ်ပြီးတော့ဟောရင်ကောင်းပါပဲလို့ဆိုပြီးတော့ဒီတရားကိုရေးလိုက်တာမေတ္တာတော့မှာ香港六百万多也看你我这些人比的呢，也没希望你有三老的天你往那上去走，都看到你走到啥发完个心，那个自己一万码的苦路对象不对象，咱们那马屁说的是哪个？也说别好的从哪好吧？那买家了嘛，今天他都够有呗，就说来看嘛，就怕这些事情了啊，被他都也就放假的了。有家没就阿比谁个有家的手里吧，你这个，如果没这都是了，学员嘛等在么后部，对其他的都是了些，伢子些，不然吧，那我们伢嘛看看你，伢嘛都有呀，不然其他的我就怕钱，哪有钱些。တော့ပြီးလို့ဒီလိုလေးပဲစနေကြတယ်ပေါ့မေတ္တာတော့ကိုလေးလာကြည့်မယ်ဆိုလို့ရှိရင်ကျုခရမယ်ဆိုတာတော့မပါဘူးနော်အဲ့တော့မေတ္တာတော့ရဲ့အနှစ်ချုပ်ထဲမှာကြည့်မယ်ဆိုရင်အနေနဲ့ကင်းဖို့အတွက်မေတ္တာတော့မရွတ်ဘူးလားဆိုရင်ရွတ်တယ်ရွတ်မနာရဘူးလားဆိုရင်နာတော့နာဒီတရားပဲဖြစ်ဖြစ်ရွတ်ဖတ်တယ်ဆိုလို့ရှိရင်ရွတ်ဖတ်တယ်ဆိုတဲ့အကျိုးပေါ့နာယူရင်နာယူတဲ့အကျိုးဆိုတာဒီလိုရှိမှာပေါ့နော်ရသော်ဘုရားကပရိတ္တလို့ခေါ်တဲ့ပရိတရားတော်တွေကိုခေါ်တဲ့အခါမှာဘာကိုအဓိကထားပြီးတော့ဟောတော့ဆိုရင်မေတ္တာရဲ့သစ္စာဒီနှစ်ခုကိုအဓိကထားတယ်အနေကိုကာဝယ်တဲ့အခါမှာမေတ္တာကိုအသုံးပြုပြီးတော့ကာဝယ်တဲ့ဒီစနစ်သစ္စာကိုအသုံးပြုပြီးတော့ကာကွယ်တဲ့ဒီစနစ်အဲဒီဒီစနစ်တွေကိုအသုံးပြီးတော့ပရိတရားတော်ကိုဟောတယ်။ဒါလည်းသဘောပေါက်ခါကိုလိုအပ်တယ်ပေါ့နော်။မေတ္တာလို့ဆိုတဲ့သဘောတရားဟာရွှေရမှာမဟုတ်ဘူးပွားများရမယ့်သဘောတရားဖြစ်။ပြောရဆိုရင်စိတ်နဲ့ကမ္မထာမယ်။ညာတော့ရင်ကုခိကမ္မထာဆိုလို့ရှိရင်ဝိပဿနာတို့ဒီလိုကျင့်ကြံကြိုးကိုအာထုံတာမှာကမ္မထာလို့ကမ္မထာဆိုင်တယ်လို့ဒီလိုယူဆနေကြ။ညာအတိများတာကိုပြောနော်။ဒီမေတ္တာပို့နေတာဟာလည်းပဲကမ္မထာပဲပေါ့။သမထကမ္မထာနဲ့မှာပါတယ်။ဒါကြောင့်မေတ္တာပို့နဲ့ပတ်သက်လာလို့ရှိရင်စီဝါမှတက်တဲ့မဟုတ်ဘူး၊နာယမှတက်တဲ့မဟုတ်ဘူး။ရသော်ဘုရားဟောတဲ့စကားလုံးထဲမှာကြည့်မယ်ဆိုရင်ဒီမေတ္တာတော်ကိုဒီစဉ်ရွတ်ဖတ်လို့ရှိရင်အန္တရာယ်ကင်းတယ်မေတ္တာတော်ကိုရွတ်ဖတ်တာကိုစာရင်အန္တရာယ်ကင်းတယ်လို့ဒီမေတ္တာတော်ထဲမှာရည်ညွှန်းထားတဲ့သဘောမှမပါဘူး။လုံးမှမပါဘူး။သို့တော့အများအပြားအဲ့တိုင်းပဲယုံကြည်နေကြ။ဘုရားဆရာကြီးပြောတဲ့စကားလုံးနဲ့ပြောရမယ်ဆိုလို့ရှိရင်တို့လူတွေကသောက်ဆေးကိုလိမ့်သေးလုံးနေကြတယ်ဒီဆို။သောက်ရမှာကိုမတော့ဖဲနဲ့လိမ့်သေးဖြစ်အသုံးပြုနေလို့ရှိရင်အကျိုးဆက်ရောက်မှုအားနဲ့မှာပေါ့နော်။အဲတောက်ရမယ်ရှိရင်သောက်ကိုတောက်မှသူကအကျိုးဆက်ရောက်မှုဖြစ်မှာနော်။အဲ့တော့မေတ္တာဆိုတာဘာဝနာတရားပဲ။ဆိုတော့မေတ္တာဟာကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာလို့ရှိတဲ့ထဲမှာကာယကံမေတ္တာဆိုတာလမ်းသွားရင်ကနေပြီးတော့လမ်းပေါ်မှာရောက်နေတဲ့အမိုက်တရဲ့စုခလုတ်ကတင်းဟာစပြီးတော့ဖယ်ရှားပြီးဒီလမ်းခေါ်သွားတဲ့လူတွေခလုတ်ကတင်းမတိုင်းမိကြပါစေနဲ့စူးစူးကြပါစေနဲ့ဆိုပြီးတော့ဖယ်ရှားပေးသွားတဲ့သဘောမျိုးတွေကာယကံမေတ္တာလို့ခေါ်တယ်ပေါ့
အများဒုက္ခမရောက်စေခြင်းဘူးအများချမ်းသာစေခြင်းနဲ့ဆိုတဲ့ဆိုပါစို့အများကောင်းလာတဲ့နေရာမှာတပြည့်စီလဲပေးတယ်ကျောင်းနေကနေလာတဲ့ကောင်ကတပြည့်စီလဲပေးတယ်ဒါကမေတ္တာလို့ခေါ်တယ်မေတ္တာကိုနဲ့ပြတယ်ကိုမှုနဲ့ပြမေတ္တာကိုနှုတ်နဲ့ပြတာရှိနှုတ်နဲ့ပြတယ်ဆိုတဲ့နေရာမှာတန်တော်ရီချမ်းသာကြပါလေချမ်းသာကြပါလေလို့ဒီလိုနှုတ်ကမေတ္တာကိုတွေကိုရွတ်နေတာလေမေတ္တာဝစီကံလို့ပြောလို့ရပို့ပြီးတော့ချီရောက်တဲ့မေတ္တာဝစီကံဆိုတာကျုပ်ရဲ့သူအကောင်းပြောတာကိုစကယ်မေတ္တာစိတ်ထားပြီးတော့ကောင်းတာကိုပြောတယ်မကောင်းတဲ့စကားမပြောဘူးတူအချင်းမပြောဘူးနော်ကောင်းကျိုးချမ်းသာကိုရစေတဲ့အပြောမျိုးတွေကိုပြောပေးတယ်အချမ်းကောင်းဉာဏ်ကောင်းတွေပေးတယ်ဒါမေတ္တာဝစီကံလို့သူတို့ပြောရမေတ္တာမနောကံဆိုတာကျတော့ခုနကပွားများအားထုတ်အောင်ဘာဝနာအလုပ်အနေနဲ့ပွားများဒီသုတ်တံမှာမြတ်စွာဘုရားကမေတ္တာဘာဝနာပွားတော့မယ်ဆိုလို့ရှိရင်သူမေတ္တာဘာဝနာပွားမဲ့ပုဂ္ဂိုလ်ဟာဘယ်လိုရည်သွေးရှိရမယ်ဆိုတာကိုမြတ်စွာဘုရားရှင်းပြီးတော့ဟောထားတယ်သက္ကရာဆရာတို့နောက်ဆရာများကနေပြီးတော့ရေးထားတဲ့ခုနကဂါထာနပုဒ်ကလားဒါမေတ္တာရဲ့အကျိုးကိုဖော်ပြတဲ့စကားတွေကယတ္တနုဘဝတော်ယက္ခနေဝတ္တစင်တိပိဒနာမေတ္တာတို့ရဲ့အစွမ်းတကူကြောင့်သို့မဟုတ်မေတ္တာရဲ့အစွမ်းတကူကြောင့်နတ်တွေကပဲဖြစ်စေဘလူတွေကပဲဖြစ်စေဘယ်ပုဂ္ဂိုလ်တွေကပဲဖြစ်စေဒီဘဝတာဘာဝရှိတဲ့ပုဂ္ဂိုလ်တွေကကြောက်เสียလန့်เสียတွေကိုမပြကြဘူးတဲ့မေတ္တာတက်ရောက်တဲ့ပေါ့နော်ဟုတ်မချောက်မှန်ဘူးလို့ဒီလိုပြောဇံမိစေဝါရွှေုံစံတော်ဆိုတာအဲ့ဒီမေတ္တာဘာဝနာလုပ်ငန်းမှာစေစမကြကြွားအားထုတ်မယ်ဆိုလို့ရှိရင်တဲ့သုခန္တုပတိချမ်းသာတာအေးရမယ်သုတ်တော်စပပန်ကေစီနံပါတ်1စိတ်ပြောင်းနေတဲ့အချိန်မှာလည်းအိမ်မဆိုးတွေမမဲ့ဘူးတဲ့ချမ်းသာအိတ်ဆက်ချမ်းသာနေရလို့အိမ်မဆိုးကင်းဆောင်ရင်းနဲ့များလူသားကြီးချစ်နတ်ကြီးချစ်မြတ်နဲ့စိတ်မီကြီးသည်တခြားညနာရှင်ကြီးတီကြီးနှလုံးသေဆုံးမတွေ့သေရင်ပြမှာဖြစ်တတ်စွာဒီမေတ္တာအကျိုး7မျိုးဆိုစင်ကိုလိုပါဠိတော်မှာမြတ်စွာဘုရားမေတ္တာသုတ်တစ်ခုဟောတာရှိအကျိုးပြမေတ္တာသုတ်နော်အခုဒီပေကြီးထဲမှာခေါ်တာကြတော့မေတ္တာဘယ်လိုပွားရမလဲဆိုတာကိုပါဆက်သွင်းပြီးတော့ခေါ်တာအဲ့ဒီအကျိုးပြမေတ္တာတုတ်ကယူပြီးတော့ယမိစေဝနိယောဇံတော်ရန်တေတိဝမတ္တန်တိတောဒုက္ခံတုဋ္ဌိသုတ်တော်စပပံကေစီနပတ္တိအိတ်နေတဲ့အခါမှာနှစ်ချက်အေးရတယ်တဲ့အိတ်ကြောင်နေတဲ့အချိန်မှာလည်းပဲအိမ်မဆိုးတွေမမက်ဘူးစားတဲ့အကျိုးကျေးဇူးတွေကိုရနိုင်တဲ့မေတ္တာဘာဝနာကိုပွားပါလို့ဒီလိုဆိုလို့လေအဲ့ဒီမေတ္တာဘာဝနာပွားပြီးဒီသုတ်တံမှာဟောတာအဲ့တော့တကယ်တော့မေတ္တာဆိုတာရွတ်ဖတ်တဲ့စေမှုကိုအကြောင်းပြုပြီးရွတ်ဖတ်တဲ့အခါမှာအဓိပ္ပာယ်နားလည်အောင်ရွတ်ဖတ်ပြီးတော့အဲ့ဒီအတိုင်းလိုက်နိုင်ခြင်းတော့မဟုတ်ဘူးဒီလိုဆိုလို့နော်အဲ့တော့ရွတ်နေုံနဲ့အနေနဲ့မကင်းဘူးလားလို့ဆိုတော့ခင်းတဲ့တော့ကင်းမှာဒါပေမဲ့ပွားတဲ့တော့မကင်းနိုင်ဘူးဒါဆိုရွတ်တယ်ဆိုတာရလို့ပဲရွတ်နေတာလေရလို့ပဲရွတ်နေတာစိတ်ထဲနှလုံးထဲမှာဒီမေတ္တာတက်ကိန်းဖို့ရဲ့အမှန်တမ်းအရေးကြီးတယ်နော်ဒါကြောင့်မို့ရသော်ဘုရားကမေတ္တာဘာဝနာလုပ်ငန်းကိုကြိုးပမ်းအထောက်အပံ့မယ်ဆိုလို့ရှိရင်တဲ့ဘုရားကစဟောတာဘုရားစဟောတယ်ကရဏီယမထာကုတ္တလေနဉာဏတန်တံပဒံအပိသမစ္စာဒီစကားလုံးလေးကစပြီးတော့ချို့ငြိမ်းချမ်းချမ်းဘဝတစ်ခုမှာငြိမ်းချမ်းတဲ့နိဗ္ဗာန်ရဲ့ဂုဏ်တွေကိုအာယုံပြုပြီးသုံးပုံငြိမ်းချမ်းနဲ့အန္တရာယ်ကင်းလေးရှင်ပြီးထိုနေကြီးကားကိုသိလို့လိမ္မာရေးချရှိတဲ့ပုဂ္ဂိုလ်နိဗ္ဗာန်ကိုအာရုံပြုပြီးတော့နေခြင်းပဲနေခြင်းနဲ့ဆိုရင်အလုပ်တစ်ခုလုပ်ပါစာပေကျမ်းမှာတော့ဘယ်လိုရေးထားလို့ဆိုကရဏီယံလုပ်ပါဘာလုပ်ရမှာတော့ဆိုသီလနဲ့ပြည့်စုံအောင်လုပ်ပါသမာဓိနဲ့ပြည့်စုံအောင်လုပ်ပါပညာနဲ့ပြည့်စုံအောင်လုပ်ပါ
ငင်းချမ်းတဲ့ဘဝမှာနေကြလို့ရှိရင်ဒီနာတော်ရီပညာတွေနဲ့ပြည့်စုံအောင်လုပ်ပါလို့ဒါလေးကအစစကားမှပြောဒါကိုလုပ်ရမယ့်ကိစ္စလေးတွေကိုပြောပြနော်ယန္တစန္တံပဒံအဘိသမေစာစေနိဗ္ဗာန်ကိုရည်ညွှန်းတာလည်းဟုတ်တယ်တနည်းအားဖြင့်ပြောရရင်ဘဝမှာငြိမ်းငြိမ်းချမ်းချမ်းနေခြင်းပြီးဆိုလို့ရှိရင်ကရဏီယံလုပ်ပါအဲ့လိုလုပ်တယ်ဆိုတာလေသာမန်ပုဂ္ဂိုလ်မလုပ်နိုင်ဘူးအချကုသလကိုယ့်ရဲ့အကျိုးစီးပွားကိုလိမ္မာပန်းတတ်တဲ့ပုဂ္ဂိုလ်မျိုးကလုပ်နိုင်တချို့ကကိုယ်ကျိုးကိုစီးပွားနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်မှုမရှိကြမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကကိုယ်အကျိုးလိုချင်ပြီးအကျိုးပဲတွေကိုလုပ်နေကြတာလေလောကမှာဥပမာအရက်တေစာတောက်ထားတယ်ဆိုတဲ့ပုဂ္ဂိုလ်တဦးတယောက်မွေးရစေပါသူကတော့သူ့အကျိုးလိုချင်သို့တော့အကျိုးဆွဲဦးတဲ့အလုပ်တွေလုပ်တနေ့တစ်ခြားလိမ့်ကြသွားမှာလုံတိုင်းတာကောင်းကျိုးချမ်းသာရတာမဟုတ်ဘူးဒီတီချမ်းဆရာတွေကပြောထားတာရှိတယ်ပြင်းနေတဲ့လူဟာတဖြည်းဖြည်းလိမ့်ကြသွားမှာပဲဇတိုင်းရှိတဲ့လူကတဖြည်းဖြည်းမြင့်တက်တာသူကဥပမာနဲ့ပြောကြတွင်းကျူးတဲ့လူကတွင်းတဲ့လေလူကလည်းအောက်ရောက်သွားလေပဲတွင်းကြီးတူးနေဆိုတွင်းတဲ့လေလူကအောက်ရောက်သွားလေတချို့လုပ်ငန်းကအဲ့ဒီတွင်းတူးနေတဲ့လုပ်ငန်းမျိုးလို့ဖြစ်အဲ့လိုမျိုးကြတော့အထာကုသလလိမ္မာကျွမ်းကျင်စုလို့မဆိုနိုင်ဘူးကိုလုပ်တဲ့အလုပ်ကနေကိုပြန်ပြီးတော့ဒုက္ခပေးသွားတာအောက်တန်းချဆွေလို့ပေါ့အဲ့လိုပုံကိုယ်တွေလောကမှာအများကြီးရှိတယ်အဲ့ဒီပုံကိုယ်မျိုးတွေကြတာအထာကုသလလို့ပြောလို့မရဘူးလိမ္မာကျွမ်းကျင်တယ်လို့ပြောလို့မရဘူးခုနဥဒ္ဒတိုင်းရှိတဲ့ပုံကိုယ်တွေကြတော့ဒီတစ်ချင်းချင်းမြင့်တဲ့ပုတ်တင်မြင့်တက်တာတွေသူကလည်းယူကလည်းမြင့်တက်လာမမြင့်လို့မရဘူးအဲ့ဒီဥပမာနှစ်ခုလိုပဲကိုငင်းကြအောင်မလုပ်ဘဲနဲ့ကိုမြင့်ကြအောင်လုပ်တဲ့ဆိုကိုပေါ်မှာမူတည်တယ်အဲ့ဒါအချကုသလဒီစမ်းကြောင့်ဘဝမှာအကျိုးရှိနဲ့ငြိမ်းချမ်းချမ်းနေခြင်းပြီးဆိုလို့ရှိရင်လုံးတဲ့လောက်ထိုက်တာတွေကိုလုံးပါတဲ့အဲ့လိုလုံးတော့မယ်ဆိုရင်အကြီးချင်းတွေကဘာတွေလိုအပ်တယ်မေတ္တာဘာဝနာနဲ့ပတ်သက်လာလို့ရှိရင်လိုအပ်တဲ့အကြီးချင်းလေးတွေကိုမြတ်စွာဘုရားဟောပြရွေးရင်ဖာရင်ဒါလေးကိုနှလုံးသွင်းနော်တက်ကောဥစုစသူဟုစုစသူဝေသောသတ္တဘုဒ္ဓနတ္တိမာလေဇာလေးတွေပြည့်စုံအောင်လုပ်ဖို့တက်ကောဆိုတာစွမ်းနိုင်မှုဖြစ်ရမယ်စွမ်းနိုင်တယ်ဆိုတာအလုပ်တစ်ခုကမ္ဘာအလုပ်ပဲဖြစ်ဖြစ်ကောင်းတဲ့အလုပ်ကိုပဲဖြစ်ဖြစ်စွမ်းနိုင်မှုဆိုတာကျမ်းမာရေးပြောနော်ကျမ်းမာရေးကောင်းအောင်မယ်ဗရဏိယင်ကတရား၅ပါးမြတ်စွာဘုရားဟောတဲ့ဆိုပဲစွမ်းနိုင်မှုဆိုတဲ့နေရာမှာယုံကြည်ချက်ရှိသူဟာလည်းစွမ်းနိုင်မှုဖြစ်တယ်နံပါတ်1ကိုလုံးတဲ့လုပ်ငန်းပေါ်မှာယုံကြည်ချက်ရှိရမယ်နံပါတ်2ကကျမ်းမာတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နံပါတ်3ကကောက်ချက်ချင်းလဲတယ်မဖြစ်ရဘူးအဲ့တော့ဒီနှစ်ခုထဲမှာစိုက်ကောစွမ်းနိုင်မှုဆိုတဲ့နေရာမှာဘယ်လိုဟာစွမ်းနိုင်တာလို့မေးလို့ရှိရင်နော်ယုံကြည်ချက်ကျင်းထန်တဲ့ပုဂ္ဂိုလ်ဟာလည်းစွမ်းနိုင်မှုပဲဒီအလုပ်တစ်ခုသူအောင်အောင်လုပ်မှာစယုံကြည်ချက်ရှိတာယုံကြည်ချက်ရှိပြီးတော့ကျမ်းမာတဲ့ပုဂ္ဂိုလ်နောက်တစ်ခုကကျိုးပန်းအားထုတ်မှုလုံလဝိရိယကောင်းတဲ့ပုဂ္ဂိုလ်နောက်တစ်ခုကကိုလုပ်တဲ့လုပ်ငန်းတွေပတ်သက်ပြီးတော့စဉ်းစားရှင်းပြနိုင်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်ဟောတာတွေကကျွမ်းကျင်မှုစွမ်းနိုင်မှုလို့ပြောရဒီညီသွေးတွေကိုယ်တဏ္ဍာမှာရှိမလားမရှိသေးရင်ရှိအောင်လုပ်ဒီညီသွေးဆိုတာတချို့ကလေ့ကျင့်သေးရလေ့ကျင့်ပဲပြီးလို့ရှိရင် physical exercise တောင်မှလေ့ကျင့်ရတာလေလူကပဲလမ်းလျှောက်တာလည်းလေ့ကျင့်တာလေဘောလုံးကန်တာလည်းလေ့ကျင့်တယ်ကျန်တဲ့အားကစားတွေလည်းလေ့ကျင့်ရတာမလေ့ကျင့်ရင်တော့ဘာမှမရှိဘူးထို့တူပဲစိတ်ဓာတ်ကိုလည်းအာယုနဲ့တွဲတက်ပြီးတော့လေ့ကျင့်ပြီးလေ့ကျင့်ပြီးလို့ရှိရင်ပထမချက်ပြနေနောက်ကျတော့လွယ်သွားတယ်ဒီတန်းကြောင့်သက်ကစွမ်းနိုင်ကြီးဖြစ်ရမယ်တဲ့ဇန်တို့အဲ့မေတ္တာဘာဝနာပွားရမယ်ဆိုလို့ရှိရင်စွမ်းနိုင်ကြီးပုဂ္ဂိုလ်ဖြစ်ရနောက်တစ်ခုကဥစုစာချောင်းမှတ်သူဖြစ်ရချောင်းမှတ်သူဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးရိုးသားချောင်းမှတ်သူဆိုတာမြန်မာစကားမှာလူရိုးလို့ပြောလို့ရှိရင်လူအားဆိုအဓိပ္ပာယ်ရောက်သွားတယ်ရိုးသားချောင်းမှတ်သူဆိုဥစုဆိုတာစိတ်ချက်ကချောင်းမှတ်တယ်ချောင်းမှတ်တယ်ဆိုတာဘယ်လိုပုံပုံမျိုးလို့ဆိုရင်ချောင်းမှတ်ခြင်းဒီကောက်ကျစ်ခြင်းဆွင်လဲခြင်းဆိုတဲ့
ဆရာမျိုးမရှိအောင် scanning ပေါ့နော် scanning မရှိဘူးအဲ့ဒါဗราဏိအင်္ဂါတရားအင်္ဂါထဲမှာသူကအတချောအမာယာဝီတခြားဆိုတာကောက်ချစ်တယ်ပြောကောက်ချစ်တယ်ဆိုတာဘာကိုပြောတာတော့ဆိုကိုမရှိတဲ့ခုံကိုထုတ်ဖော်တယ်မရှိဘဲနဲ့အရှိလုပ်ပြီးတော့ပြောတယ်ဒီကနေ့ကမှပြောရတယ်ကြွားတယ်ပေါ့နော်ဟွာကြွားပြီးတော့ပြောမရှိတာကိုသူများကကိုယ်အချင်းကြီးအောင်မရှိတာကိုအရှိလုပ်တယ်ဟောဘက်ဆံမချမ်းသာဘဲနဲ့ဘက်ဆံချမ်းသာတဲ့ဖုတ်ကိုမျိုးခိုက်ခန်းတယ်နော်စပြောဆိုမျိုးလုပ်တယ်ပေါ့ပညာမရှိဘဲနဲ့ပညာရှိတဲ့ခိုင်မျိုးစီလားမရှိဘဲနဲ့ဒီလားရှိတယ်ဆိုတဲ့ပုံစံမျိုးချို့အဲ့ဒါမျိုးကအရှိကိုအတိုင်းမပြသည့်အတွက်ကြောင့်လေလီမှုတရားအနေနဲ့သူ့ကိုတာချေးရလို့ခေါ်ကောက်ချစ်စင်လဲတယ်လို့ပြောတာနော်နောက်တစ်ခုကမာယာတဲ့မာယာဆိုတာကိုရှိတဲ့အဖြစ်ကိုဖုံးဘလောကရဲ့အဖြစ်ကိုလူမသိစေခြင်းလို့ဖုံးတာကြောင့်မာယာလို့ခေါ်အဲ့ဒါမျိုးမရှိစေရဘူးတဲ့ယောဂဖြောင်းမှတဲ့ပုဂ္ဂိုလ်ရှိရပဲကိုမရှိတာကိုမရှိဘူးပဲကိုမှားတာလုံးပြီးလုံးလိတာပဲဖြောင်းမှတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒါကိုပြောတာယောဂဖြောင်းမှတဲ့ဆိုဥစုယောဂဖြောင်းမှရမယ်တရားထုတ်တဲ့ပုဂ္ဂိုလ်ကမယောဂဘူးဆိုလို့ရှိရင်သူသမာဓိမရပဲလေသမာဓိရပါတယ်လို့ report လုပ်ချင်တော့ပါဟုတ်အဲ့တော့ဆရာကဘယ်လိုလုပ်ပြီးတော့သူ့အခြေအနေစမှန်ကိုအကုန်သိမလဲကမ္ဘာထမ်းစစ်တဲ့အခါမှာလို့နော်သမာဓိမရပဲလေရတယ်တော့ချင်းအောင်ဒီလိုဟာပြောတာမျိုးอ่ะဓမ္မယောသားလို့ဒီလိုပြောတာပေါ့နော်ဒါကြောင့်ပုစုဖြောင်းလိုက်ရမယ်သူ့ဖို့စုတိတ်ကိုဖြောင်းလိုက်ရမယ်ဆိုတော့ပုစုဖြောင်းလိုက်တယ်ဆိုတာကိုယ်မူရတယ်လည်းပဲ6ဆင်းတယ်နှုတ်မူရတယ်လည်းပဲ6ဆင်းတယ်သူ့စုဆိုစိတ်ချက်ကဖြောင်းမှတ်တယ်လို့ပြောတာအဲ့တော့ကိုယ်နှုတ်စိတ်သုံးပါးလုံးမှာလူဟာရိုးတယ်ရှင်းတယ်မဟုတ်တာမလုပ်ဘူးမဟုတ်တဲ့ဟာမျိုးသူများကိုအထင်မြင်မရောက်စေဘူးဆိုတဲ့ပုံပုံမျိုးဖြစ်ရမယ်လို့ဒါပြော။ဒါဖြစ်လို့ဆိုရင်လောကမှာလူတွေဟာရိုးသားဖြောင့်မမှုမရှိဘူးဆိုလို့ရှိရင်မြစ်စာပြတ်စားစေတယ်။အဲ့တော့သူကိုယ်တိုင်ကရိုးသားဖြောင့်မမှုမရှိတဲ့အတွက်ကြောင့်သူ့ရဲ့ရင်ထဲနှလုံးထဲမှာမေတ္တာဓာတ်တိဆောက်ဖို့ဆိုတာအမြဲတမ်းခဲရင်သွားတယ်။သူများပေါ်မေတ္တာထားဖို့လည်းခဲရင်သွားတယ်။ကျန်တဲ့လူကလည်းသူ့ပေါ်မေတ္တာရောက်မှာမဟုတ်ဘူးဒီလူကမရိုးသားဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်မေတ္တာမရောက်နိုင်နော်။ဒါကြောင့်မြတ်စွာဘုရားအရေးကြီးတဲ့အင်္ဂါရပ်တွေကိုပြောတယ်။ပုစုဖြောင်းမှတ်ပါစေသူစုတိတ်ကိုဖြောင်းမှတ်ပါစေလို့ပြော။သူဝိစာအကြံပေးတဲ့အခါကျတော့ပြောလို့ဆိုလို့လွယ်တဲ့ပုံပုံမျိုးဖြစ်ရ။သာသနာတော်မှာနေကြတဲ့ယဟန်တော်တွေပဲဖြစ်စေမိသားစုတွေမှာဖြစ်စေကိုယ့်ရဲ့ရှိတဲ့ပုဂ္ဂိုလ်တွေကအကြံပေးလို့ရှိရင်ခေါင်းမဆိုတော့တချို့ကျတော့ခေါင်းမာတယ်သူများပြောလို့မရဘူးဝိစိတ်ဟာပုံလုံးမယ်ဆိုရင်လူမျိုးကရှိတယ်အဲ့တော့အဲ့ဒီလိုပုံပုံမျိုးကြတော့တစ်ခါနှစ်ခါမေတ္တာကျက်သွားဒီလူကပြောမရပါဘူးလို့ဒီလူကခေါင်းမာတယ်ဆိုပြီးတော့ပြောမယ်လူကလည်းတစ်ခါနှစ်ခါအကြံပေးပြီးနောက်ထပ်အကြံမပေးတော့ပြစ်ချလိုက်တော့သူကိုယ်တိုင်လည်းခေါင်းမာတဲ့အတွက်ကြောင့်သူ့ဟာသူ့အဟုတ်ထင်စီဖြစ်မှန်မှန်ရင်းနေချစ်တယ်ဒါကြောင့်မို့လို့သူ့ဝက်ဆိုင်အကြံဉာဏ်ပေးတဲ့အခါမှာလက်ခံလွယ်တဲ့ပုံပုံမျိုးပြောလို့ဆိုလို့လွယ်တဲ့ပုံပုံမျိုးဖြစ်ရမယ်ဒါပြောတာနော်ပြောလို့ဆိုလို့လွယ်တဲ့ပုံပုံဆိုရင်မိဘတွေကလည်းတားပြီးကြည့်နေပြောလို့ဆိုလို့ကောင်းတဲ့လူဆိုရင်ပိုချစ်ကြတယ်မိတ်ဆွေတွေကလည်းပဲဒီလူကပြောလို့ရှိရင်လမ်းဆောင်လွယ်တယ်ဆိုရင်ပိုချစ်ကြတယ်အဲ့လိုပုံဘူးဒီကောင်လည်းပြောမကောင်းဘူးဆိုမိဘတွေကလည်းကြီးကြတယ်ပြောလို့မကောင်းဘူးကြီးတယ်ဆိုရင်မေတ္တာပြည့်နေပြီပေါ့နော်ဒါကြောင့်မို့မေတ္တာတရားတိဆောက်ဖို့အတွက်ပြောလို့ဆိုလို့လွယ်ကူမှုဆိုတာရှိရမယ်အကြံဉာဏ်ပေးတဲ့အခါမှာတို့အကြံဉာဏ်တိုင်းဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေကိုယ့်အကိုစဉ်းစားဖို့ရတော့တိုးတာပေါ့နော်စဉ်းစားပြီးတော့လက်ခံတဲ့ဟာလက်ခံလက်ခံနေတဲ့ဟာဒီလိုသူ့ဝက်စာပုံပဲကြည့်ဆုံးအောင်အဲ့ဒီလိုပုံမှန်နဲ့ပြောဆိုဆုံးမတဲ့အခါပြန်ပြီးတော့ရန်တွေ့လို့ရှိရင်နှစ်ဦးနှစ်ဝမေတ္တာတုံးသွားတယ်ဟောမေတ္တာတွေခန့်ထောက်သွားတယ်ဒါကြောင့်မြတ်စွာဘုရားဟောတဲ့တရားကမတန်မချောင်းရှိအဲ့တော့မေတ္တာတော့ဒီမေတ္တာတော့ကဒါဒီစင်ထားတာကိုလူတွေကမေ့နေကြဒီအချိန်လေးဒီမတိဆောက်ဖဲနဲ့ဘယ်လိုလုပ်ပြီးတော့မေတ္တာပွားလို့ပွားဖို့ခဲရင်လည်းပေါ့ဒါပြည်ကြီးမှဒါအချိန်ချင်းမြန်မာလူမျိုးတွေဆိုလို့ရှိရင်
ဒီဆွမ်းသားကွန်သားစားဘုန်းကြီးတွေလည်းဒါပဲရွတ်ကြနော်အကျဉ်းချင်းပေးဆိုတာနားခဲ့ကြဘူးသို့တော့ဘုန်းကြီးတွေပေးရွတ်ထားဆိုတဲ့ချက်လောက်ဆိုဒီကိုဘာလို့ရမလဲဆိုတော့မသိတာမသိအဲ့ဒါကြောင့်မို့လို့အမှန်တမ်းအဓိပ္ပာယ်ရှိတယ်အလုပ်ကိုလုပ်အောင်မလုပ်လို့မရဘူးတဲ့နော်သူဝေဆိုစတ္တဘုဒ္ဓဆိုတာလူညတိမ်ဝင်းမှုကိုပြောလူညတိမ်ဝင်းရဲ့ဆိုတဲ့နေရာမှာတိမ်ဝင်းတာကိုဆုံးလို့လေလူပြောလူညံ့တဲ့အဓိပ္ပာယ်မျိုးကိုဆိုတာမဟုတ်ဘူးဘုဒ္ဓစာလူညံ့ရမယ်တိမ်ဝင်းရမယ်စကားပြောရမယ်ဖြစ်စီပြောဆိုဆက်ဆံတဲ့ဆာမာဖြစ်စီစိတ်ဝေးတဲ့လူညံ့တဲ့ယဉ်ကျေးတယ်ပေါ့ focus လို့ဆိုလို့ရှိရင် polite ပေါ့နော် polite ဖြစ်ဖို့လိုတယ်ပေါ့ impolite ဆိုရင်လူမုန်းတယ်လေဒီကိုယ်တိုင်လည်းကျန်းတဲ့လူယဉ်ကျေးမလိမ္မာဘူးဆိုရင်ပေါင်းကြံလည်းမုန်းတယ်စကားလည်းမုန်းတယ်လုံးလုံးမမေ့တာနှလုံးသားကြီးဆောင်လို့ရမှာပေါ့ဒါကြောင့်မို့ဒါလည်းရေးကြည့်တဲ့အချက်ဖြစ်တယ်လူညံ့သိမ်မွေးရမယ်အနာကြည့်မှညမမောက်မှလွန်ရဘူးတဲ့လွန်ခဲ့တဲ့မာနမရှိရဒီနေရာမှာမာနမရှိရဘူးလို့ဘုရားကမဟောဘဲနဲ့အလုံးမောက်ပါတဲ့မာနမရှိရဘူးလို့ဆိုရင်တရားဟာအတိတ်ပဲရှိတယ်ပေါ့မာနဆိုတာထားတဲ့မာနမထားတဲ့မာနနှစ်ခုရှိထားတဲ့မာနဆိုတာကတော့အမှုတို့ကြီးပဲကောင်းလို့ကိုယ်ရည်ချင်းနဲ့ပတ်သက်ပြီးတော့အကျွေးအချင်းတွေကိုမာနလို့ခေါ်တယ်ထားတဲ့မာနဆိုတာဘယ်လိုဟာလို့လဲပညာရေးနဲ့ပတ်သက်ပြီးစူတောင်းစာသေးတာပဲငါလည်းတအောင်လုပ်မယ်ဒီမာနမျိုးထားတယ်စီးပွားရေးနဲ့ပတ်သက်စူတောင်းအောင်လေးတာပဲငါလည်းအောင်လုပ်ကမ္ဘာ့ဘာဝနာနဲ့ပတ်သက်ပြီးစူတောင်းမှပဲဒီလိုပေါ့ရောက်ဖြစ်သေးတယ်ငါလည်းဘာလို့ပေါ့ရောက်မဖြစ်ရဘူးဟောရဟန္တာပုဂ္ဂိုလ်ကြီးစူတောင်းရဟန္တာဖြစ်သေးတာငါလည်းဖြစ်ရမယ်ဆိုရင်မာနမျိုးနော်အဲ့ဒီမာနမျိုးကတော့ထားတဲ့မာနမျိုးကောမမြတ်စွာဘုရားရဲ့အလောင်းစုမိတာရည်သိတော့မာနချားလို့ဆရာဖြစ်တာမာနမရှိရင်ဆရာဖြစ်နိုင်ဘူး။ဘာကြောင့်ဒီစကားပြောရတယ်ဆိုလို့ရှိရင်ဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာသူ့ရဲ့ပညာရည်ချင်းအလုံးမြင့်ဇာပင်ကြီးနေရထားတဲ့ရည်သိတူဆက်ဖြစ်တယ်။အဲ့ဒီအချိန်မှာဒီပင်ကရာမြတ်စွာဘုရားရဲ့တပည့်ခံပြီးတော့ဘုရားထုတ်မယ်ဆိုရင်ရဟန္တာဖြစ်တော့ဒါပေမဲ့သူ့မာနကဘယ်လိုမာနလို့ဆိုကိမ့်ပိန်ဧကေနတိန်နေနပုရိတေနသာမတ္တတိငါတို့စိုင်းတန်ကြီးရှိတဲ့လူတယောက်ကတဲ့နော်တယောက်တည်းနဲ့ကိုတယောက်တည်းစီယုံနဲ့ရှင်တတ်မှာမဟုတ်ဘူးစမင်းကြီးစံဖာဘူးနေတော့စာတာလေးတန်ဒါလည်းငါကိုယ်တိုင်ခေရဖြစ်ပြီးတော့သံတော်ရီကိုဖုန်းကတ်တင်ရုံပဲတရားအမှန်တရားကိုငါကိုယ်တိုင်ဖုန်းပဲငါသူများခေါ်တဲ့တရားကိုနာပြီးတော့ရဟန္တာဖြစ်သွားတဲ့အဖြစ်မျိုးကိုလိုရုံးသွားတာမျိုးမလုံးနိုင်ဘူးဇာမာနပဲပေါ့အဲ့ဒီမာနကြောင့်ဘုရားဖြစ်တာသို့တော်စာပေကျမ်းကနေမှာဘုရားလောင်းနေဘုရားဖြစ်တယ်ဆိုတာကရုဏာကြောင့်ဖြစ်တယ်လို့ဒီလိုဆိုရင်ဒါတော့ကရုဏာတော့ပါတော့ပါမှာပေါ့ဒီနေရာမှာတော့ဒါဒီစနာလျာပုဂ္ဂိုလ်မှတရှိပဲဒီချိန်မှာစီပင်ကလာမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာသူ့လုံးငါနဲ့ဘုရားဖြစ်အောင်လုပ်နေဆိုရင်မှလာလေအဲ့ဒီမာနကြောင့်တရားဖြစ်တယ်သို့တော့စိတ်မောက်မာတဲ့မာနဆိုတာဘယ်လိုဟာလို့ဆိုသူကြီးတွေကိုယုံကြည်မပေးနိုင်ဘူးနော်ငါအသာဆုံးပဲငါရဲ့တတ်တဲ့လူမရှိဘူးဆိုရင်ပေါင်းပါတဲ့ပညာနဲ့ဖြစ်စေစီးပွားနဲ့ဖြစ်စေအလှနဲ့ဖြစ်စေဂုဏ်သတင်းနဲ့ဖြစ်စေအဲ့ဒါမျိုးတွေနဲ့စတဲ့ပြီးမမောက်ပါရဘူးတဲ့မောက်မာလို့ရှိရင်ပါဝင်ကျင်တာသူ့ကိုမုန်းတယ်ပေါ့မုန်းတော့မေတ္တာကြီးဆောက်ခြင်းကမတတ်နိုင်ဘူးဒီတရားကြောင့်အနာတိမှာစံတုစကောနောက်တစ်ခုကစံတုစကဆိုတာစာဆိုတာရှိတာလေးနဲ့တုစကရှင်းတတ်မှုရှိတာလေးနဲ့ရှင်းတတ်တယ်ဆိုတာတချို့အသေးပဲအကောင်လွဲတယ်ဒီလာကတထောင်ရရင်ဒါလေးနဲ့ပဲရှင်းတတ်ရမှာဒီလိုအသေးပဲကောက်အဲ့လိုအသေးပဲဆုံးလို့လာမဟုတ်ဘူးစီစာကြောင်ဦးလို့ပြောတာတန်တုစကဆိုတာနော် fastidious လို့ချို့စီစာကြောင်တယ်လေအချိုကြိုက်မလားတော့အချိုချက်ပြီးရင်မဟုတ်ပြန်အချင်းကြိုက်မလားအချင်းကြီးများတယ်ခေါ်တော့ဗမာတွေနော်ကိုရှိတာလေးနဲ့လည်းမကျင်တတ်ဘူးကိုရှိတာလေးနဲ့မကျင်တတ်တော့သူများဟာလိုချင်လာအဲ့ဒါလည်းအန်ဒီရဲ့ကြီးတစ်ခုပဲအဲ့တော့ကိုရှိတာနဲ့ကျင်တတ်ရမယ်ကိုဟာလေးနဲ့ကျင်တတ်ကိုဟာနဲ့မကျင်တတ်ဘူးသူများဟာသွားပြီးတစ်ခုလုံးကြီးပြတ်သွားမှာပေါ့အဲ့ဒါကြောင့်တာသက်ကကိုဘွားလေးကို satisfy ဖြစ်ဖို့လို့ contentment ပေါ့ဒါလေးကအဲ့ဒါရှိဖို့လိုအပ်တယ်
တို့တော့ content message ပတ်တယ်ပြီးတော့အဓိပ္ပာယ်အကောင်မလွဲစေရဘူးတို့တဲ့အောင်မလုပ်ရဘူးလို့ဆိုလိုတာမဟုတ်ဘူးတို့တဲ့အောင်လုပ်တာလည်းတခြား fastidious ဇီကားကြောင်းတယ်ဆိုတာလည်းတခြားဇီကားကြောင်းလို့ရှိရင်ကြည့်လေစမင်းချက်တွေးတဲ့လူကလည်းမြစ်တံမရှိဘူးဒီဟင်းချက်ထားပြန်မကြိုက်ဘူးဘိုးဟင်းချက်ထားပြန်မကြိုက်ဘူးဆိုရင်ဒီဘိုးကြောင့်လည်းရဖြစ်တော့မှာပေါ့ဘယ်လိုလုပ်ပြီးတော့အဲ့ဒါမေတ္တာဘာဝနာထားလို့ရတော့မရဘူးဒါကြောင့်မလို့ရှိတာလေးနဲ့ကျင့်တတ်ရမယ်ဒီလိုဆိုလို့ရနော်တာတော့ကရှိတာနဲ့ကျင့်တတ်တဲ့သဘောကိုဟာနဲ့ကျင့်တတ်တယ်အဲ့ဒီအရေးချင်းဟာလည်းအမှန်တမ်းအရေးကြီးပါတယ်လူတွေမှာသူပရာမွေးမြူလွယ်ရမယ်ခုနတန်တော့ကရှိမွေးမြူလွယ်ဒီလိုမျိုးဖြစ်ဖြစ်နော်စုံကုန်တူလည်းမွေးမြူအောင်လွယ်ရမယ်သူတော်ဘာကကိုယ်ကိုကြီးစားချောင်းတဲ့အခါမှာလည်းပဲခြေတန်းတဲ့မှုရှိရမယ်ကိုမွေးမြူလွယ်တယ်ဆိုဘာနဲ့စားရခြေတန်းတယ်ရှိတာလေးနဲ့သူကခြေတန်းတယ်အဲ့ဒါကိုမွေးမြူလွယ်တယ်လို့ခေါ်တချို့ကြအမွေးမြူခက်တယ်ကိုတယောက်တည်းရန်ရှင်းနေတဲ့လူကရှိနေတယ်မရှင်းတတ်ဘူးလေစိတ်တိုင်းဘယ်တော့မှမကြောက်ပြောဦးကြပါလိမ့်မယ်တခါတလေကိုစိတ်တိုင်းမကြောက်တဲ့သူတွေအများကြီးရှိကိုလည်းစိတ်တိုင်းမကြောက်ဘူးသူများလောက်ခံလည်းစိတ်တိုင်းမကြောက်ဘူးဆိုလို့ရှိတယ်ဘယ်လိုလုပ်ပြီးတော့မှမေတ္တာဘာဝနာတော့ဖြစ်နိုင်မှာမဟုတ်ဘူးဒါကြောင့်သူခရမွေးမြူလိုက်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တဲ့ဖြစ်ရမယ်ဆိုရဆိုရဟောအပကိစ္စတရားဘာဝနာပွားတော့မယ်ဆိုလို့ရှိရင်အပိုးကိစ္စတွေသိမလုံးနဲ့ကိစ္စလဲပါရပြီဒီလိုပြောကိစ္စဘာဝနာပွားဖို့ချိန်ညမ်းပေးနိုင်ဖို့အတွက်အလုပ်ကိစ္စဒါဒီနောက်ကမှာလောကမဲ့ကိစ္စတွေကတော့အများကြီးရှိကြတာပေါ့ဆိုတော့အဲ့ဒီဟာတွေအချိန်ယူရမယ်လို့ဒီလိုဆိုလို့အပကိစ္စတချို့ကအပိုးလုပ်ငန်းတွေအများကြီးလုပ်ကြတယ်နိပိုးလုပ်ငန်းမလုပ်ဘဲနဲ့မလုပ်ဘဲဖြစ်တဲ့အလုံးလောက်လုပ်ပြီးတော့ခြံတဲ့အချိန်မှာမေတ္တာဘာဝနာပွားဖို့အချိန်များဖေးဖို့ဆိုတဲ့ထားပြောတာနော်လုံးဝမဲ့ကိစ္စကိုရိုက်ခိုင်းတာမဟုတ်ဘူးလားအပကိစ္စနောက်တစ်ခုကသန္တာဟုကဝဋ္ဌိသန္တာဟုကဝဋ္ဌိဆိုတာပေါ့ပါပါအသက်မွေးတယ်ဆိုတဲ့အဓိပ္ပာယ်ကဆိုတာ simple life အနေထိုင်ရိုးရိုးလေးနဲ့နေတာထိုင်တာ simple life ကိုနေတာကင်းကြီးခန်းကြီးနဲ့နေတဲ့ပုဂ္ဂိုလ်ကြီးကတော့သူကအလုပ်ကိစ္စတွေပိုများလာပြီပေါ့သူကနေတာလည်းကင်းကြီးခန်းကြီးနဲ့နေတတ်တယ်စားတဲ့ခါမှာလည်းကင်းကြီးခန်းကြီးနဲ့အပိုးလေးစားချဲ့တယ်ပေါ့နော်အဲ့ဒါမျိုးမဟုတ်ဘဲနဲ့ simple life မှာနေနိုင်အောင်ကြိုးစားရတယ်တချို့ကြပတ်စံချမ်းသာနေနဲ့ simple life မှာနေသွားတာလည်းရှိတယ်ပေါ့ဒါပဲလို့အဲ့လိုကြည့်ရမယ်သန္တဇကောစာသုဘရောစာအပတိသောစာအလုံးစုကောနောက်တစ်ခုပြည့်စုံရမယ့်အချက်ကတန်တိန်တရိယာအင်္ဂရိငြိမ်သက်အောင်အင်္ဂရိငြိမ်သက်ဆိုတာတောင်ကြီးမြောက်ကြီးမကြည့်ရဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးအင်္ဂရိဆိုတဲ့နေရာမှာလူတွေနားလည်နေတဲ့အင်္ဂရိကဒီလူကနေတာထိုင်တာငြိမ်သက်တာလေးအင်္ဂရိငြိမ်သက်တယ်လို့ထင်တယ်အဲ့လိုပြောတာမဟုတ်ဘူးအင်္ဂရိဆိုတာဘာတွေတုံးလို့မေးလိုက်လို့ရှိရင်မျက်စိနားနာလျှာကိုယ်စိတ်လူတွေရဲ့တဏ္ဍာမှာမျက်စိနဲ့ပတ်သက်ပြီးတော့ငြိမ်သက်တယ်ဆိုတာဘာလို့မျက်စိကကြည့်ပြီးတော့လောဘဖြစ်ရင်ဒေါသဖြစ်ရင်ဒါမငြိမ်သက်ဘူးခေါ်အင်္ဂလိပ်မငြိမ်သက်ဘူးကိုကြည့်ကြည့်လို့ပြောတာမဟုတ်ဘူးနော်မျက်စိကမြင်တဲ့အခါမှာလောဘဖြစ်ရင်ဒေါသဖြစ်ရင်အင်္ဂလိပ်မငြိမ်သက်ဘူးနားထောင်ပြီးတော့လောဘတွေချင်းမဲ့ဒေါသတွေချင်းမဲ့အင်္ဂလိပ်မငြိမ်သက်ဘူးနှာခေါင်းကဆန္ဒလျှာကအရာသာအဲ့ဒါကြီးကြည့်လောဘတွေဒေါသတွေချင်းမဲ့ဆိုလို့ရှိရင်အင်္ဂလိပ်ငြိမ်သက်မှုမရှိဘူးလို့ပြောတယ်စိတ်နှလုံးကအေးချမ်းမှုဆိုတာလောဘမဖြစ်ဒေါသမဖြစ်မြင်ပြီးတော့စိတ်ဆိုးတယ်လိုချင်တယ်ကြားပြီးစိတ်ဆိုးတယ်လိုချင်တယ်နော်နှာခေါင်းကအနံ့ရပြီးစိတ်ဆိုးတယ်လိုချင်တယ်လျှာကကြည့်ပြီးတော့စိတ်ဆိုးတယ်လိုချင်တယ်နောက်ခန္ဓာကိုယ်အထိတွေ့ပြီးစိတ်ဆိုးတယ်စိတ်ကူးစိတ်တမ်းမှာဒေါသဖြစ်ခြင်းလောဘဖြစ်ခြင်းဆိုရင်သံတိန်တရိယာအင်္ဂရိငြိမ်သက်မှုမရှိဘူးလို့ပြောတယ်ထိုက်တဲ့တော့အင်္ဂရိငြိမ်သက်မှုရှိအောင်ကြိုးစားရမယ်နော်အင်္ဂရိကိုဆောင်ထိန်တယ်ဆိုတာလည်းအဲ့ဒါကိုပြောတာအဲ့ဒါရသော်ပြဟောလို့ရင်အင်္ဂရိဆောင်ထိန်မှုဆိုတာဒီတစ်ချက်လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်တတ်နိုင်တဲ့နေရာတွေကိုထိန်းချုပ်ဖို့လိုအပ်တယ်လို့ပြောနိဗ္ဗကောဆိုတာအသိပညာရင့်ကျက်လာအောင်ကြိုးစားရမယ်
ဓမ္မနဲ့ပတ်သက်ပြီးစိတ်ပညာဖြစ်ချက်အောင်ကြိုးစားပြီးဖို့လိုတယ်။ဒါဖြင့်ပညာဆိုတာဘယ်လိုနည်းနဲ့ရနိုင်လို့ဆိုတော့တရားနာခြင်းဖြင့်လည်းပညာရတယ်။တရားတော်ကိုဆင်ញင်စဉ်းစားခြင်းဖြင့်လည်းပညာရတယ်။လက်တွေ့ရှင်းသုံးလေ့လာခြင်းဘာဝနာအဖြစ်နဲ့ပညာရတယ်။အဲ့ဒီပညာတွေကိုပဲသုတမယပညာဇေယနာတဲ့စာအုပ်တွေဖတ်ခြင်းအဲ့ဒီအနေပညာရ။စိန်တမယပညာဆရာနဲ့ပတ်သက်ပြီးစံစီတွေးတောမှုရှိတယ်။ရသော်ဖြင့်စိန်တမယပညာဆိုတာသူတော်ဘာစီကဘာမှမကြားဘူးပဲနဲ့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားတယ်။တရားတော်နဲ့ပတ်သက်လာလို့ရှိရင်ဆရာတော်နေတာဒီစိန်တမယပညာဆိုတာရှိတယ်။လောကီဘက်ကတော့ရှိကောင်းရှိနိုင်တယ်ဟောတူလဲ။နောက်ဘာဝနာမယပညာဆိုတာဒီလိုကြားလာပြီးတဲ့အခါမှာလက်တွေ့ရှင်းသုံးရမယ့်ကိစ္စကိုလက်တွေ့ရှင်းသုံးပေးတာဒါဘာဝနာမယလို့ခေါ်တယ်။အဲ့လိုပညာမှာအရှင်းဆက်ကြိုးစားအားထုတ်မှဒီနိဗ္ဗာန်ဆိုရင်ရင့်ကျက်တဲ့ပညာတွေရနိုင်တယ်။ဟောမေတ္တာသုံးမှာမြတ်စွာဘုရားကမေတ္တာမပွားခင်ဇာတိလိုအပ်တယ်ဆိုဒီပုဂ္ဂိုလ်ဒီလိုအရေးချင်းတွေကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ပါတဲ့။အဲ့ဒါလေးလုံးမပို့ပြီးတော့ကိုလုံးတဲ့လုပ်ငန်းတစ်ခုကအောင်မြင်နိုင်တယ်ဆိုတော့ဟုတ်တာပေါ့နော်။လောကီအလုပ်ပဲကြည့်ကြည့်လေအရေးချင်းအရေးရှာရတာပဲ။အရေးချင်းရင်သင်ရတာပဲ။တင်ပြီးတော့မှအလုပ်တစ်ခုလုပ်တယ်။မတင်မဲ့နဲ့သွားလုပ်လို့ရှိရင်ဘာမှအောင်မြင်မှာမဟုတ်ဘူးပေါ့။နောက်တစ်ခုကကတော့ဆိုရင်မလုံးရောက်တဲ့ခါလေးတွေဆိုတော့တရားဆုံးမယ်ဆိုလူတွေကတောက်တုံမေရလေးတွေခါတလေးအပြစ်မကင်းတာလေးတွေရှိတယ်။နာစာခုတ်တဲ့မာစရီကိန်းစီရှင်နာဝေယူပရိဥပဝတေရောသူများတွေကအပြစ်တင်ပြီးတော့မင်းခေါ်စရာမကောင်းတဲ့အမှုရာလေးပြစ်ပြောစရာလေးတွေမလုပ်ပါစေဒီအသေးခွဲလေးကစားပြီးမလုပ်ပါစေမဖြစ်ပါစေနဲ့ဆိုလို့ဘာဖြစ်လို့လဲဆိုတော့သူများပြစ်တင်စရာလေးတွေရှောက်ဆုံးမယ်အမှုမဲ့အမှန်နဲ့အနေမဲ့ဆိုလို့ရှိရင်ဒီကကိုယ်ပေါ်မှာလိုလိုလုံးမေတ္တာရောက်ကိုယ်တိုင်လည်းသူများပေါ်မှာမေတ္တာရောက်မှာမဟုတ်ဘူးမေတ္တာဆိုတာသူ့မေတ္တာကိုမေတ္တာပြန်လာဆိုတာရှိတယ်ဒါကြောင့်ဒါလေးကိုလည်းမြတ်စွာဘုရားချဲ့ပြီးစတိပေးတာနတ်စာခုတ်တာမဆေပညာရှိသူတော်ကောင်းတွေကဒီဆွဆွဲဝယ်ရချစ်တဲ့မှားရွံ့တဲ့လွဲရစင်းတွေကရှောင်းပါတဲ့မလုပ်ပါနဲ့ဒီတိုင်းကြာရှိအောင်မေတ္တာတို့ကလိုက်နာရမယ့်အရေးချင်းတွေမြတ်စွာဘုရားရှိလို့ဆိုထုတ်ခေါ်ပြီးတော့ဟောတာနော်ဒီထဲမှာရွေးအောင်လဲဆိုတာတခုမှမပါဘူးနော်ဇာတိကိုရင်ကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားပြီးတော့မေတ္တာဖို့ပုံလေးတွေကိုသင်မယ်မြတ်စွာဘုရားမေတ္တာဖို့ပုံစပြီးတော့သင်တဲ့အခါကျတော့သူကနာသခုတ်တဲ့မာစရိကေစီရေလဝိညူပရိဥပဝတေရောဒီရင်ပဲရှေ့ပိုင်းကတိုင်းနာမဲ့ချက်တွေပြီးတော့သုခိနောဝခေမီနောဖွန်တုသဝတ္တဘဝန္တုသုခိတတာကိုယ်စိတ်ထဲကမေတ္တာပို့မယ်ဆိုရင်အဲ့ဒီစကလုံးလေးအဲ့ဒီအဓိပ္ပာယ်မျိုးကိုအသုံးပြုပြီးတော့ဝါပါလို့ပြောနော်သဝတ္တဘဝန္တုသဝတ္တဆိုတတ္တဝါတွေမှာချင်းချက်မရှိဘူးတတ္တဝါတွေတချို့ကတတ္တဝါတွေမှာချင်းချက်လေးထားရတယ်ကိုယ်နဲ့မတည့်တဲ့လူမပါဘူးမေတ္တာပို့တဲ့ချက်အဲ့ဒါမျိုးမဟုတ်စေရဘူးသဝတ္တတတ္တဝါမှန်တရားတွေဒုက္ခိနောကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေနဲ့ပြည့်စုံကြပါစေကိုကြိုက်တဲ့စကားလုံးလေးအသုံးပြုပြီးတော့တတ္တဝါမှန်တရားချမ်းသာကြပါစေခေမီနောတတ္တဝါမှန်တရားဘေးကင်းကြပါစေတစ်ခုပဲဖြစ်ဖြစ်နှစ်ခုပဲဖြစ်ဖြစ်ကိုကြိုက်တဲ့စကားလုံးလေးတစ်ခုကိုသုံးပြီးတော့ဒုက္ခိကြကြစိတ်ချမ်းသာမှုနဲ့ပြည့်စုံကြပါစေလို့မေတ္တာပုဂ္ဂိုလ်၃မျိုးတည်နေရပါမြတ်စွာဘုရားဒုက္ခိနောခေမီနောဒုက္ခိကြကြတတ္တဝါအားလုံးဟာချမ်းသာပါစေခေမီနောဘေးရန်ကင်းကြပါစေဒုက္ခိကြကြဘဝန္တုစိတ်ချမ်းသာမှုနဲ့ပြည့်စုံကြပါစေလို့အဲ့ဒီစိတ်ဓာတ်လေးအများကြီးဖြစ်နေအောင်လုပ်နေတာကိုဘာဝနာလို့ပြောတာအခါရဲ့ရှိမဟုတ်ဘူးပထမတစ်ဆက်ကကျင်တယ်နောက်ထပ်ဒုတိယတစ်ဆက်ကနောက်ထပ်တတိယတစ်ဆက်ကစက္ကန့်ပေါင်းများသွားတာဒါဘာဝနာလို့ခေါ်ဒီစိတ်ကလေးကြီးပဲချက်ချက်လဲကိုယ်တဏ္ဍာမှာဖြစ်နေအောင်ကြိုးစားပါမေတ္တာပို့เสียတတ္တဝါအာယုန်နဲ့စိတ်ကလေးကိုလေ့ကျင့်ပြီးတော့ချမ်းသာပါစေချမ်းသာပါစေချမ်းသာပါစေလုံးမဘေးကင်းကြပါစေဘေးကင်းကြပါစေအားလုံးတတ္တဝါတွေကိုအာယုန်ပြုစေနောက်ဆုံးမှာတစ်ဖြည်းဖြည်းတိုးချက်သွားလို့လိုက်တာလေကိုယ်နဲ့ကိုယ်ပါဝင်ခြင်းကိုအရင်ပို့မယ်နောက်ပြီးရင်ဖြန်တဲ့
မြင်ရတဲ့တ attva တွေရောမြင်ရတဲ့တ attva တွေရောအကုန်လုံးတ attva မှန်သမျှဒီလိုဆိုလိုတယ်ပေါ့တဖြည်းဖြည်းတိုးချဲ့ပြီးတော့ပို့သွားဒီနေရာမှာမေတ္တာပုဂ္ဂိုလ်လေးမြတ်စွာဘုရားစပြီးတော့ဟောပြီးတဲ့အခါကျတော့တိုးချဲ့ပုံကိုပြယေကေစီအာနဘူတန်ချီစတဝါသာဝရဝနဝဖြစ်တာဇီကဝါယေဝမဟန္တာမျက်စိမှာရသတာလုကထူနာပါလေဒါတတ္တဝအမျိုးအစားတွေလိုက်မေတ္တာပုဂ္ဂိုလ်ဆိုပြောခုနကတတ္တဝတ္တတတ္တဝထာနေကြီးအားလုံးကိုချုံးကုန်ပြီးကမ္ဘာလောကမှာရှိကြတဲ့လူတွေတည်းမကဘူးလူတွေတန်ပေါင်း6000ရှိတယ်6000ကျော်ရှိတယ်အဲ့ဒါတွေကိုလည်းအောင်ပြုတယ်သတိဆန်တွေတန်ပေါင်းများစွာရှိတယ်ဒါတွေကိုလည်းအောင်ပြုတယ်လက်ရှိတန်တော်ကံတရားအကုန်လုံးကုန်းပေါ်မှာရှိတာဖြစ်စေရေထဲမှာရှိတာဖြစ်စေကောင်းငယ်မှာရှိတာဖြစ်စေသက်ရှိတတ်တော်မှန်တရားချမ်းသာကြပါစေခုနအခုအကြတော့ရေကေစီပါဏကုတ္တရှိလောကကြီးမှာရှိတဲ့တတ်တော်တွေတဲ့ရေကေစီပါဏကုတ္တရှိအဲ့ဒီလောကကြီးမှာရှိတဲ့တ attva တွေကိုနှစ်ပိုင်းခွဲလိုက်တယ်သုံးပိုင်းခွဲလိုက်တယ်အမျိုးအစားလိုက်မေတ္တာပို့ဖို့ပြောတတဝါသာဝရဝနဝစိတတဆိုတာကြောက်စရာလန့်တတ်တဲ့တ attva ဒါတွေကပုရုษင်တို့စိတ်ခတ်ပုဂ္ဂိုလ်တွေဆိုဒေါသမကဲလေးတဲ့တ attva တွေကိုစတလို့ခေါ်စိတ်လန့်တတ်တယ်ကြောက်တတ်ခြင်းသာဝရကျတော့စိတ်လန့်ကြောက်ရွံ့မှုမရှိဘူးယဟန္တာပုဂ္ဂိုလ်ဘဝမှာခိုင်မြဲသွားတဲ့ပုဂ္ဂိုလ်တွေတတနဲ့ခြာဝရဒီလိုခွဲတယ်ကြောက်ရွံ့တဲ့တ attva တွေကပုံများပါတယ်လောကကြီးမှာထိတ်လန့်ကြောက်တဲ့တ attva တွေရဲ့ချမ်းသာကြပါစေစိတ်လန့်ကြောက်မှုကင်းသွားတဲ့ယဟန္တာပုဂ္ဂိုလ်တွေခြာဝရတ attva တွေလည်းချမ်းသာကြပါစေဟောဒီလိုပြောတာနော်လူပြေမှာယန္တာမရှိပေမဲ့လမ်းပြေပြမပြေမှာယန္တာတွေရှိနေတော့မယ်ပြမပြေမှာယန္တာတွေရှိနေတော့မယ်အဲ့တော့အဲ့ဒါတွေအာယုံပြုပြီးတော့မေတ္တာပွားတယ်ဒီနေရာမှာ interpretation တစ်မျိုးရှိသေးတယ်အဲ့ဒါမှမှန်ကန်တဲ့ interpretation ဒီစကားလုံးကိုဘုရားဘာသာကလည်းသုံးတာမဟုတ်ဘူးဘုရားရဲ့ခေတ်ပြန်တခြားဘာသာစကားတွေမှာလည်းသုံးသူတို့ကျတော့စတ္တဆိုတာတက်ရှိတတ်တော်တွေပြောသာဝရကျတော့သက်မဲ့ပြောဘုန်းကြီးတို့တီယိုမှာသွားပြီးတော့မာစတာနန်းသွားလို့တော့အဲ့ဒီလိုဆရာကြီးတယောက်ကမေတ္တာသုံးနဲ့ပတ်သက်ပြီးတော့လက်ချပေးတဲ့ဆရာကစတ္တဆိုတာတက်ရှိတတ်တော်တွေမေတ္တာပို့သာဝရကျတော့တောတွေတောင်တွေစစ်ပင်တွေကိုမေတ္တာပို့မှာလို့ပြောတက်တဲ့တတ်တော်ကဘယ်လိုလုပ်သွားမေတ္တာပို့စစ်ပင်ကိုဘယ်လိုလုပ်မေတ္တာပို့နော်အဲ့ဒီအဓိပ္ပာယ်ကမှားရဲတဲ့အဓိပ္ပာယ်အဲ့ဒီတဲ့ကတခြားဘာသာဝါဒမှာဥပမာဂျိုင်းနစ်စင်းလို့ခေါ်တယ်ဒီကနေ့ဖြစ်အောင်အိန္ဒိယမှာရှိတယ်ဂျိန်းဝါဒဆိုအဲ့ဒီဂျိန်းဝါဒတွေကစစ်ပင်စီရောမြေရောတောတောင်တွေကအကုန်လုံးသက်ရှိတယ်လို့သူကယူဆမိမှလည်းအသက်ရှိတယ်ရေမှလည်းအသက်ရှိတယ်နော်မိဖို့လိုက်လို့မိကချင်းတွေဘာတွေရှောက်လောင်လို့ရှိရင်အဲ့ဒါလက်ရှိတတ်တော့ဟာမိကနေပြီးတော့ဖြည့်ဆည်းတယ်မိကိုငိမ့်လို့ရှိရင်မိကိုတရရောင်းလို့ပန္နလိပါဒကပြည့်ရှိတယ်ရေကိုမတော့ဘူးတောင်းလို့ရှိရင်အဲ့ဒါပြည့်ရှိတယ်သူကရေစိမ်းကိုတုံးလို့ရှိရင်ပြည့်ရှိတယ်ယူဆတယ်ယူမုံလေးတွေတောင်ကစီဝါရှိတယ်ဆက်ရှိတယ်သူယူဆတယ်အဲ့ဒီဘာသာစကားရအဲ့ဒီဘာသာအရာ interpretation လောက်ထားအဲ့ဒါဘုရားကလည်းမစင်ရောတဲ့ interpretation ခေါ်ဘုရားဘာသာနဲ့စီရီယယ်တဲ့ interpretation ကစတတာကချင်းလာကြောင်းတတ်တဲ့ခိရိတာအတော်မကင်းသေးတဲ့ပုဂ္ဂိုလ်ကြီးသာဝရဆိုတာခိရိတာအတော်ကင်းပြီးတော့ကြီးငြိမ်သွားတဲ့ပုဂ္ဂိုလ်ကြီးဒီလိုဆိုလို့ရပေါ့ interpretation ကမတူဘူးလို့ပြောမှန်းနောက်တစ်ခုကသနာဝါသာဝရဝနဝအဖေပါဒီကဝါယေဝမဟန္တာလစ္စီမာနတဲ့တ attva တွေကိုသုံးမျိုးခွဲလိုက်တယ်ဒီကဆိုတာရှည်လျားတဲ့တ attva နော်လစ္စီမာအလတ္တသာတ attva သနုကသိငယ်တဲ့တူတဲ့ရတ္တဆိုတဲ့တ attva အလျားနဲ့ပတ်သက်ပြီးတော့ရှည်တဲ့အကောင်ပဲဖြစ်စေတူတဲ့အကောင်ပဲဖြစ်စေမရှိမတူအကောင်ပဲဖြစ်စေပေါ့တ attva တွေရှည်လျားတယ်ဆိုတာမွေးတော့ဘာလို့ကျတော့အရာရှိပေါ့နော်အဲ့ဒီလိုတ attva တွေကိုသုံးမျိုးခွဲလိုက်ကြလူရဲလည်းရရှိတဲ့သူတွေပါမှာပေါ့ဖြစ်တယ်နော်ရရှိတဲ့လူရောရဖူးတဲ့လူရောအလေလားသမားရောမွေကြတော့အလျားရှိတာပေါ့
ဒီလိုခြေလျားတဲ့တတ္တဝါပဲဖြစ်စေပူတဲ့တတ္တဝါပဲဖြစ်စေအလယ်လားဖြစ်တဲ့တတ္တဝါပဲဖြစ်စေဆိုသုံးမျိုးခွဲပြီးတော့ချမ်းသာကြပါစေမေတ္တာပို့ပါအာယုန်ပြုပြီးတော့မေတ္တာဇတ်လိုက်ကအနုကထုလာတတ္တဝါတွေကတချို့တတ္တဝါလေးတွေကဘဝဆိုင်တို့ကမြင်းနေတို့ဆိုတာသေးသေးလေးတွေပုံပုံလေးတွေ insect လေးအဲ့ဒီအကောင်လေးတွေကိုလည်းအသေးခွဲလေးတွေကိုလည်းဆင်းလို့အကောင်ကြီးတွေကြတော့အကြီးကြီးတွေအဲ့လိုခန္ဓာကိုယ်ကြီးတဲ့အကောင်လည်းချမ်းသာကြပါစေခန္ဓာကိုယ်သေးတဲ့အကောင်လည်းချမ်းသာကြပါစေမသေးမကြီးအလိုက်တန်းသားပုဂ္ဂိုလ်တွေလည်းချမ်းသာကြပါစေသတ္တဝါတွေကိုသုံးမျိုးခွဲပြီးမေတ္တာပို့ဖို့ပြောနော်ဇီကာဝါယေဝမဟာန္တံပစ္စည်းမာရတကအနုကထုပါနောက်တစ်ခုကျတော့ဒိဋ္ဌာဝါယေဝအဒိဋ္ဌာယေဝသူတွေဝတ္တန္တိအာဝိသူတွေမြင်ရတဲ့တ attva ကိုမျက်စိနဲ့မြင်ရတဲ့တ attva တွေရှိတယ်လို့မမြင်ရတဲ့တ attva တွေအများကြီးရှိတယ်ပေါ့အဲ့ဒါကြောင့်မို့လို့မာလီပါကြည်ရင်ကဆရာတော်ကြီးကဒီမေတ္တာဘုံနဲ့ပတ်သက်ပြီးရေးထားတာလေးရှိပါတယ်သူတွေလည်းရကောင်းရပါစေမြင်အပ်မမြင်အပ်လျက်များစွာစက်တော်မှာချမ်းသာကိုစိတ်မြဲပါစေကိုမြင်ရတဲ့တ attva ပဲဖြစ်စေမမြင်ရတဲ့တ attva ပဲဖြစ်စေမြည်သည့်တ attva ပဲဖြစ်စေချမ်းသာလေးဖန်ရကြပါစေမေတ္တာပွားပါဒိဋ္ဌာဝါယေဝအဒိဋ္ဌာယေဝတူတွေဝတ္တန္တိအာဝိတူတွေဒီမှာလည်းပဲအဝိနေတဲ့တ attva ဖြစ်စေကိုယ်အနိနာမှာရှိတဲ့တ attva ဖြစ်စေနော်အဝိနေအနိနေအဲ့ဒီတထွေများစွာတ attva ချမ်းသာကိုစိတ်မြဲကြပါစေမေတ္တာပို့ဖို့ပြောကိုယ်နဲ့နီးမမဟုတ်ဘူးဘုဒ္ဓဝတ်သမဝေဒီဝသဗ္ဗတတ္တဘုံဝစုဒုက္ခိတဘုဒ္ဓဆိုတဲ့တ attva နဲ့သမဝေဒီဆိုတဲ့တ attva နှစ်မျိုးခွဲထားဘုဒ္ဓဆိုတာ grow up ခန္ဓာကိုယ်ပြည့်ပြင်းပြင်းအရွယ်အစားပြည့်ဝဖြစ်ထားပြီးသား grow up ကိုခေါ်ဆိုတော့ဘုဒ္ဓဆိုတာလူသားနဲ့ပြောမယ်ဆိုလို့ရှိရင်ဇိကေဝါကနေမွေးလာတဲ့ပုဂ္ဂိုလ် grow up အဲ့ဒါမဟုတ်ဘဲနဲ့ fetus အဆင့်ဆိုလို့ရှိရင်တော့ grow up လို့ဖြစ်သေးတယ်နော်နောက်တစ်ခါစတင်နေတော့ရှိသေးတယ်အင်္ဂါခြေလည်းမစုံသေးဘူးဆိုတဲ့အချိန်မှာတမ္ပဝေတိပေါ့ပြည့်ပြည့်စုံစုံဖြစ်လာပြီဆိုလို့ရှိရင်ဘုဒ္ဓဒါကအတိတ်ပဲတစ်ခုနောက်အတိတ်ပဲတစ်ခုကတမ္ပဝေတိဆိုတာကဘဝတစ်ခုမှာသူကသတိတည်ဖို့အခြေအနေဖြစ်နေတဲ့ပုဂ္ဂိုလ်ဘုဒ္ဓဆိုတာသတိတည်ပြီးတော့ဖြစ်လာတဲ့ပုဂ္ဂိုလ်ဥပမာမဲ့ကျက်ဥတွေပါလေဆိုလို့ရှိရင်ကျက်အကောင်မပေါက်သေးဘူးဥထဲမှာရှိနေတယ်ဆိုရင်တော့ဒါတမ္ပဝေတိပဲဖြစ်ပေါ့ကျက်ကောင်လေးဖြစ်လာပြီဆိုရင်ဘုဒ္ဓပေါ့နော်အဲ့ဒါကြောင့်တ attva အားလုံးကိုခြုံပြီးငုံပြီးအောင်ဘုဒ္ဓနဲ့တမ္ပဝေတိတို့ဒီလိုနှမျိုးခွဲပြီးတော့ဟောထားနောက်တစ်ချက်အဖြစ်ဘုဒ္ဓဆိုတာချင်းတင်ရှားရှားဖြစ်ပြီးသားတမ္ပဝေတိဆိုတာဖြစ်ဖို့ရအတွက်ရှားကြမ်းနေတဲ့ပုဂ္ဂိုလ်တန်လျာထဲမှာနောက်ဖြစ်ကြအောင်ဘုဒ္ဓဆိုတာဖြစ်ပြီးသားဆိုတော့ယန္တာပုဂ္ဂိုလ်တွေကိုလည်းဘုဒ္ဓလို့ပြောလို့ရတယ်တမ္ပဝေတိဆိုတာပုထုဇဉ်တ attva တွေကနောက်ဖြစ်အောင်ပါလို့ဘဝဟာဆုံးသက်နေဘူးဒီလိုအဓိပ္ပာယ်မျိုးနဲ့လည်းပဲယူပြီးတော့သတ္တဝါတွေချမ်းသာကြပါစေ။ဟော။ဒါတွေကအကုန်လုံးဒီတိုင်းပဲပို့ရမှာလားလို့ဆိုတော့မဟုတ်ဘူး။အကုန်လုံးလုပ်ဖို့မလိုဘူး။ကိုကြိုက်တဲ့စကားလုံးလေးတစ်ခုပဲသုံးပြီးတော့ဝါရမှာလေ။ဒီစာထဲမှာပါတာကညီအမျိုးမျိုးလက်ဆောင်ပြဟောပြောတာပါ။ဟောပေးတာပါ။မေတ္တာဘာဝနာပွားတာသတ္တဝါတွေအာရုံပြုပြီးတော့ပွားဖို့ပဲဘယ်သတ္တဝါပဲဖြစ်ဖြစ်ပွားလို့ရတယ်ဆိုတော့နောက်ချမ်းသာကြပါလေဆိုတဲ့စကားလုံးအပြင်ပွားလို့ရတာနာဂရောဖရန်ညိကုတ်ဖေးထားနောက်တာလူတွေကတယောက်နဲ့တယောက်လိမ့်ညာနေကြတာတွေရှိတယ်လေနေညာနဲ့တဲ့စားတယ်နောက်ကဆိုလေပါလေအနေစနေများဘယ်သူမှညာသွားပြန်ဘယ်သူကလိန်သွားတယ်ဆိုတာဒါတွေရှိတာပေါ့နော်အဲ့ဒါကြောင့်မို့လို့အဲ့ဒီလိုဖြစ်လို့ရှိရင်ကြံတဲ့လူကစိတ်ဆင်းရဲမကြံရဘူးလားစိတ်ဆင်းရဲကြံရတဲ့အဲ့ဒါကြောင့်မို့လို့မေတ္တာဘာဝနာပွားတဲ့အခါမှာလည်းနာသရောဖရန်ဟိကုတ်တွေကတယောက်ကနေတယောက်ကိုမလိမ်ကြပါစေနဲ့မဖိစားကြပါစေနဲ့ချင်းချင်းဆက်ဆံတဲ့အခါမှာယူသားကြပါစေဆိုရယ်အားလေးလည်းမေတ္တာဆက်ဖို့လိုအပ်တယ်နော်မေတ္တာပို့ပုံတစ်မျိုးပြောနာသရောဖရန်ဟိကုတ်တွေတာနာတိမြင်ကြီးထာကန္တစီနာကန်စီ
ဘယ်သူကိုဘာအတွက်နဲ့မှအချင်းမြင်မသေးပါစေလူရလေးတယောက်အချင်းမြင်သေးတဲ့ကြီးပညာဉာဏ်လိမ့်ကြလို့ဖြစ်စေသောကိုစီးပွားရေးလိမ့်ကြလို့ဖြစ်စေအလုပ်ကိုင်းလိမ့်ကြလို့ဖြစ်စေလိမ့်ကြမှုကိုအကြောင်းပြုပြီးတယောက်အချင်းသေးမှုဖြစ်တဲ့ဘာကိစ္စနဲ့မှဘယ်သူကိုမှအချင်းသေးမှုမဖြစ်ကြပါစေအချင်းသေးမြင်သေးခြင်းဒီ look down လုပ်ရင်ခံရတဲ့လူကမေတ္တာချက်ပဲနော်ဘယ်လိုမှမေတ္တာမထားနိုင်ဘူး look down လုပ်တဲ့လူကလည်းမေတ္တာမရှိလို့ look down လုပ်တာလေအဲ့ဒါကြောင့်လို့နှုတ်နှောမေတ္တာပြည့်စရာအကြောင်းဖြစ်စီတဲ့ကြောင့်အဲ့ဒါမျိုးတွေမဖြစ်ပါစေနဲ့လူတွေရဲ့စိတ်ထဲနော်တို့လူအချင်းချင်းသေးတာမျိုးမဖြစ်ပါစေနဲ့ဘယ်အကြောင်းကြောင့်မှမဖြစ်ပါစေနဲ့ပညာရေးကြောင့်ဖြစ်စေစီးပွားရေးကြောင့်ဖြစ်စေညီသည့်အကြောင်းကိစ္စကြောင့်မှလူတွေကတို့အချင်းချင်းသေးတာမျိုးမဖြစ်ပါစေနဲ့ယာရောတနာပฏิကစေညမြင်ညပင်ညတာဒုက္ခမိစေယယာရောတနာဆိုတာစောစားတာနော်ယာရောတနာပฏิကတင်ညာဆိုတာမုန်းတီးတာစောကားတာနဲ့မုန်းတီးတာတွေအဲ့ဒါတွေနဲ့တူဒုက္ခဖြစ်အောင်မလုပ်ကြပါစေနဲ့မြင်ညပင်ညတာဒုက္ခမိစေယဘသူရဲ့ဒုက္ခဖြစ်မှုကိုမှလောကလူတွေကလူတွေရောက်ဒုက္ခဖြစ်သွားတာကိုကြိုက်တဲ့လူကရှိသေးတာနော်ဒီလူဒုက္ခရောက်အောင်လုပ်လိုက်မယ်ဆိုလို့ရတချို့ကကိုယ်ထမင်းကိုစားပြီးအဲ့လိုလုပ်တဲ့လူကရှိသေးတယ်နော်လူတယောက်ဒုက္ခရောက်အောင်ချလိုက်မယ်ဆိုရင်စိတ်ဓာတ်မျိုးတွေရှိတယ်ဒါပေမဲ့မှရုံညံ့တဲ့စိတ်ဓာတ်မျိုးတွေရှိအဲ့ဒီစိတ်ဓာတ်မျိုးတွေကိုဖယ်ရှားနိုင်အောင်ရသော်များတယ်မုန်းတီးလို့ပဲဖြစ်စေဘာကြောင့်ပဲဖြစ်စေတယောက်ဒုက္ခရှိအောင်မလုပ်ကြပါစေနဲ့လူတယောက်ရဲ့ဆင်းရဲမှုကိုမလိုလားမိပါစေနဲ့တတ္တဝါတွေပေါ်မှာဒီလိုမြတ်ထားတာနော်ခုခေတ်မှာဒီကနေ့မှာဒါရရစ်စမ်ဆိုတာပေါ်လာတော့ဒါရရစ်ဆိုတာလူတွေဒုက္ခရောက်အောင်လုပ်ကြတယ်လေကိုယ်နဲ့လည်းမဆိုင်ဘူးဆက်တဲ့စလူးသေးသေးဆိုပြီးတော့လုပ်ကြတာကြီးအမှန်တမ်းကြောက်စရာအောင်လေဒါမေတ္တာခန်းချောက်လာတဲ့အကျိတ်တွေစီရောနော်လောကကြီးလူတွေပူသွေးလာတာလူတွေကသိကြတာမေတ္တာခန်းလာတာစိတ်မသိတာနော်စတိမထားကြအောင်လူတွေရဲ့တဏ္ဍာမှာရှိတဲ့မေတ္တာတွေကခန်းချောက်လာလို့ရှင်တဲ့နှလုံးထဲမှာပူနွေးလာတာကိုစတိထားဖို့လိုရတယ်ပေါ့အပြင်ပရိသတ်ကဘာကြီးပူနွေးနေကြတော့ဆွေးနွေးပြီးတော့ဟုတ်လားအေးအောင်လုပ်နေကြရှင်ထဲကပူနေတာတော့ဘူးမှဆွေးနွေးပြီးတော့အေးအောင်လုပ်ကြအောင်နော်အရေးကြီးတော့ကရင်ထဲကပူနွေးတာပိုဆိုးတယ်နော်အေးကြအောင်လို့ဒါကြောင့်ဒီလိုမေတ္တာစိတ်ဆက်ကလေးတွေကိုသုတ္တန်တော်မှာဖြစ်ပေါ်စေရမယ်လို့မြတ်စွာဘုရားဟောအဲ့ဒါမှကောင်းတယ်မေတ္တာတို့ရဲ့အတိတ်ပဲရွတ်တဲ့အခါမှာဒီအတိတ်ပဲလေးတွေကိုဆင်ခြင်စဉ်းစားပြီးတော့ရွတ်ပြီးတော့ကိုယ်တိုင်ကျင့်သုံးမှုပူဇော်ပေးရပထမသိအောင်လုပ်တယ်နောက်ထပ်ကိုယ်တိုင်ကျင့်သုံးရအဲ့ဒီမှာဒီလိုဟောပြီးတော့မြတ်စွာဘုရားမေတ္တာဆိုတာဘယ်လောက်ထိအောင်လဲဆိုတာလူနားလည်အောင်ဘယ်လိုမေတ္တာမျိုးလဲဆိုတာမာဇာယသာတိယံပုံတံမာယုစာဧကပုံတံမနုရက်ဧဝံပိတဝဗုကေတုမောင်တံဘာဝေအဖရိမနာမေတ္တာစိတ်ရဲ့သဘောကိုနားလည်မှဆုံးလို့ဘုရားပြောသာသမီတယောက်တည်းချောင်းကားတဲ့မိခင်ဟာထိုသာသမီကိုအသက်ပေးပြီးတော့တောင်းပါလေဆောင်းလျှောက်တယ်လို့ပဲသာသမီများရင်တော့ချစ်စရာတွေများနေတာကလေးတယောက်တည်းမိခင်ဟာအဲ့ဒီကလေးတယောက်တည်းပုံမှာပို့ပြီးတော့ချစ်ခင်တယ်ဘလောက်ပြောင်ချစ်ခင်လို့ဆိုရင်သူတည်ခြင်းသေးပါသေးငါသားသမီးမသေးပါသေးနဲ့ဆိုရင်စိတ်ဓာတ်မျိုးရှိအောင်မွေးတယ်ပေါ့အဲ့ဒါကိုမာဂယထာနိယံဘုဒ္ဓမာယုဇာအာယုဇာအစက်နဲ့ကိုအစက်ပေးပြီးတော့ဆောင်းရှောက်တယ်လို့ပြောတာနော်အဲ့ဒီလိုရဲ့မိခင်ရဲ့မေတ္တာဟာဒီကလေးပေါ်မှာထားတဲ့မိခင်ရဲ့မေတ္တာလောက်ကြီးမားတယ်အဲ့ဒီမေတ္တာရဲ့မိခင်ရဲ့မေတ္တာလိုပဲတဲ့သတ္တဝါတွေပေါ်မှာထားနေအောင်ကြိုးစားတာတဲ့မာနတံဘာဝေအပရိမံအတိုင်းအတာကန့်သတ်မရှိတဲ့မေတ္တာမျိုးသတ္တဝါတွေအားလုံးပေါ်မှာဖြစ်အောင်လုပ်ပါတဲ့ဘာဝေဆိုဖြစ်အောင်လုပ်ပါတိုးပွားအောင်လုပ်ပါလို့ဒါရွတ်ခိုင်းတာမဟုတ်ဘူးတော့ဒီမေတ္တာမျိုးမေတ္တာတို့ကအချိန်ကောင်းမြောင်များစွာရွတ်နေကြတယ်လို့မေတ္တာဒီကိုယ်စိတ်ထဲမှာမေတ္တာနှလုံးသားတဲ့မေတ္တာခြေဆိုင်ဖို့ရစတိမရကြဘူးညာမလို့အပြည့်ရွတ်ုံလေးနဲ့လည်းပဲအန္တရာယ်ကြီးကင်းနေပြီလို့ထင်နေကြတယ်နော်ဟောမြတ်စွာဘုရားကကြည်ကြည်တုတ်တံဟာမာနတံဘာဝေအပရိမဏအတိုင်းကစမ်းသပ်မရှိတဲ့မေတ္တာစိတ်ကိုထားပါချစ်အောင်လုပ်ကြလို့ပြောတာနော်ကဲဒါချင်းနောက်ဆက်ပြီးတော့ဟောသေးတယ်နော်ဘာဝေအပရိမဏမေတ္တင်စသဝလောကတ္တိ
မာနတံဘာဝေအပိမသလောကလုံးပေါ်မှာအဲ့ဒီမိခင်စိတ်ချက်မေတ္တာယူထားနေအောင်သဗ္ဗလောကတိမာနတံဘာဝေအပိမဥဒ္ဒံအဒောသတိရိယေသအတ္တံဘာရံအဝေရမသဖတ်တိဒါရမျက်နှာနဲ့ပြောလိုက်တယ်ဆိုရင်အထက်အရာမှာပဲရှိအောက်အရာမှာပဲရှိအထက်အောက်ကြားမှာပဲရှိပုဒ္ဓဆိုတာအထက်ဒေါဆိုတာအောက်တိရိယဆိုတာအလဲဘယ်နေရာမှာပဲရှိလောကမှာရှိတဲ့တတ္တဝါတွေအားလုံးကိုချမ်းသာကြပါစေသဗ္ဗလောကနိမာနတံဘာဝေအပရိမဥဒ္ဒံအဒောသတိရိယေသအတ္တံဘာဒံအဝေရမသပတအတ္တံဘာဒံကျင်းမြောင်းတဲ့စိတ်မထားရဘူးမေတ္တာစိတ်ကအလွန်ကျယ်ပြန့်တဲ့စိတ်စုပေါ်တော့မေတ္တာထားတယ်စုပေါ်မထားဘူးဆိုတဲ့ကျင်းမြောင်းတဲ့စိတ်ရှိတယ်အားလုံးပေါ်မှာတဏှိနဲ့မေတ္တာထားတယ်အဝေရရံမရှိဘူးတဲ့မေတ္တာမှာရံမရှိဘူးစေကြီးနေရဒီအချက်ကလေးကအမတန်မှအရေးကြီးတယ်လောကမှာလူတိုင်းကဖေးကင်းနေကြတယ်အန္တရာယ်ကင်းနေကြတယ်ရံကင်းနေကြတယ်ဒါပြင်ရံဆိုတာဘယ်ဟာခေါ်တာလုံးလို့လူတွေအားလုံးသိတာရံဆိုတာပုဂ္ဂိုလ်ပဲသင်နေတာပေါ့ကိုယ်မှာရံလူဆိုတာဝဲအပြင်အလာတဲ့ရံလူကိုပဲရံလူလို့ထင်တာသို့တော့အဲ့ဒီအပြင်အလာတဲ့လူကကိုယ်စီရောက်ချင်မှရောက်တယ်နော်တစ်ခါတော့လေးပါစီဟာရံလူကကိုယ်စကယ်လို့ရောက်အောင်အန္တရာယ်ပေးအောင်ဒီတဘွားပင်ပဲအရင်ပေးလို့ရတယ်သို့တော့ကြောက်စရာကောင်းတယ်မိမိရဲ့ရင်ထဲတစ်လုံးထဲမှာရှိတဲ့အမုန်းတရားဆိုတဲ့ဒေါသရံအပိုကြောက်စရာကောင်းတယ်အကျင်ကရံကကိုယ်စနီးမောင်နှံတယောက်ကွဲအောင်လုပ်နိုင်လို့အတွင်းထဲကအမုန်းရံကလုပ်လို့ကြစပေါ့မုန်းပြီးပြီဆိုတဲ့ဒေါသကြတော့လူတွေကရန်သူတော့မသိကြဘူးမိတ်ဆွေချင်းပြီးတော့ရင်ထဲမှာစိမ့်ပိုက်ထားကြတယ်ဆိုတချို့ကဒေါသကိုချီတောင်ရှင်းမလိုက်ကြည့်တယ်နော်ငါစိတ်တူတယ်နော်ငါစိတ်ကမရဘူးနဲ့ချီးမွမ်းစကားတော့ပြောလိုက်ချင်တယ်အဲ့ဒါမှတကယ်ရန်သူစိတ်အဝေဒရန်သူမရှိဘူးဆိုတာအဲ့ဒီကိုယ်ရှင်ထဲမှာအမုန်းဆိုတဲ့ဒေါသဆိုတဲ့အမုန်းတရားရန်သူပါမရှိအောင်လုပ်ရမှာဒါပဲအဲ့ဒီရန်သူဖျက်အောင်လုပ်ရမယ်အဝေဒမသဗ္ဗတကဲဒါဖြင့်ဒီလိုရန်ကင်းဆောင်အောင်မစ္ဆဒတ်ပွားရမှာဘယ်ချိန်ပွားရမှာလို့ဘယ်အခါမှာလုပ်ရမှာလို့ဆိုတော့ကြည့်တိဋ္ဌံသလံနိသိနောဝဆရာတော်ယာဝတ္တတာဒိဋ္ဌပိတောတိဋ္ဌဗတ္တယနေတော့လည်းပွားလို့ရတယ်သရံလက်ဆောင်နေတော့လည်းပွားပါနိသိဏထိုင်းနေတဲ့အချိန်မှာလည်းမေတ္တာစိတ်နဲ့ထိုင်းနေပါတရားတော်ကြောင်းလို့လက်အိတ်နေပြီအိရှင်စိတ်မရှိသေးဘူးဝိကတစိဏမေတ္တောအဲ့ဒီအချိန်မှာလည်းမေတ္တာပွားပါဆိုဣရိယာပုတ်၄ပါးစလုံး body posture ၄မျိုးစလုံးပေါ့နော်တရားထိုင်ရသွား၄ပါးဣရိယာဘယ်အခါမှာပဲဖြစ်ဖြစ်မေတ္တာစိတ်ကြီးဖွင့်တဲ့မှာဖြစ်နေအောင်လုပ်ပါလို့ဒါပြောတာနော်တိဋ္ဌံစရဏိတိနောဝတရားနောယာဝတ္တသဝိတမေတောစေတံစတေအจิตချေယအဲ့ဒီမေတ္တာတတိလေးကိုထားပါစတ္တဝါတွေချမ်းသာကြပါစေဆိုရယ်ဒီစတိလေးတာသမင်းချက်ရင်လည်းလုံးလို့ရတာပဲလုပ်ငန်းလုပ်ရင်လည်းလုပ်လို့ရတာပဲနော်အားလုံးကချမ်းသာပါစေဆိုတဲ့စတိလေးနဲ့အမြဲတမ်းနေပါတဲ့အဲ့ဒီလိုနေတာကိုပဲဓမ္မဝိဟာရမြတ်တော်နေဆိုင်ခြင်းလို့ပြောတာပါဒီမေတ္တာနဲ့နေတာဟာအလွန်ကောင်းတဲ့ရင်းမြတ်သောနေထိုင်ခြင်းတစ်ခုဖြစ်ပါရဲ့ဓမ္မမေတ္တာဝိဟာရဗိဒ္ဓမှာစီသာလာတော်မှာဒါအများဆုံးနေခြင်းတစ်ခုလေဒါကမေတ္တာဘာဝနာပွားလို့ကြီးတော်ကြီးမြတ်စွာဘုရားဘယ်ချိန်ပွားရမယ်ဆိုတာပွားကုန်ပွားနည်းတွေရောအကုန်လုံးဟောတာဒီထဲမှာပြည့်ပြည့်စုံစုံနော်မေတ္တာနေတဲ့နေရာမေတ္တာပွားနေပါတချို့ကအခုဗမာပြည်မှာမေတ္တာကိုလေးရုပ်ပြီးစိတ်လိုက်ကြတော့လားကြီးရောရွှေ့တဲ့အခါရှောက်တွေးရင်တွေးမယ်အမုန်းတရားတွေလည်းဝင်လာမယ်နော်သဗ္ဗေတ္တအဝေဟာဟောတုဆိုခိစ္စပြီးပြီဆိုပြီးတော့မေတ္တာလေးပို့ပြီးတော့အိတ်ကျဆိုချိန်ရတယ်နော်တကယ်အဲ့လိုမဟုတ်ဘူးမေတ္တာစိတ်ဆိုချက်ချက်လေးဖြစ်အောင်လုပ်နေတာကမ္မထာထုတ်တာလေးထားလိုက်နော်ဖက်လေဝင်လေးမှတ်နေတယ်လို့ပဲမေတ္တာစိတ်လေးကိုယ်တန်တယ်ပေါ့နော်ကြောက်ရှင်းအောင်လုပ်ပြပါဒါပြောအဲ့ဒါမှကမ္မထာရှင်းပါကဲကမြင့်မေတ္တာဘာဝနာပွားပြီးမေတ္တာအခြေခံရသွားပြီဆိုတဲ့အခါမှာဒီမေတ္တာကိုအခြေခံပြီးတော့ဝိပဿနာရှင်းတဲ့တစ်ခုသွားကြမယ်။ရသော်ဘုရားကတရားဟောလို့ရှိရင်ယဟတာအဆင့်ကြီးအောင်ဟောလို့ရှိရင်ဘယ်တော့ဖြစ်လဲ။နောက်ဒါလမ်းမဆုံးသေးဘူး။မေတ္တာဘာဝနာပွားလို့ရှိရင်မေတ္တာဆံကြီးအောင်ရနိုင်တယ်။
မေတ္တာဆာရအောင်ပွားတာတော့တခုတယောက်တည်းပေါ်မှာအာယုံဆိုင်ပြီးပွားရတယ်စီးတော့မှတိုးချဲ့ရသမာဓိရအောင်ပွားနည်းကတခုကုသိုလ်ရအောင်ပွားနည်းကတခုသမာဓိရအောင်ပွားနည်းကဘာလို့ဆိုရင်ယောက်ျားဆိုရင်ယောက်ျားချင်းမိန်းမဆိုမိန်းမချင်းနော်အဲ့ဒါဘာဖြစ်လို့ကြားချင်းမချင်းလို့ရလဲလို့ဆိုတော့စိတ်ဓာတ်နဲ့အနည်းဆုံးရန်ဒီပါချက်မှာရာဂစိတ်ဓာတ်ကြောင်းသွားတတ်တယ်။ယောက်ျားကအမျိုးသမီးကိုသွားပြီးတော့မေတ္တာပို့ရင်စိတ်ဓာတ်ကြောင်းသွားတယ်။အမျိုးသမီးကအမျိုးသားကိုသွားမေတ္တာပို့ရင်စိတ်ဓာတ်ကြောင်းသွားတယ်။ကျဦးတဲ့ဩဒိဋ္ဌအနေနဲ့မပို့ရဘူး။စာရရအောင်တမာရရအောင်မလုပ်အောင်ချုံငုံတော့ပို့လို့ရတယ်ပေါ့။ကျဦးတဲ့အာယုံစိုက်ပြီးတော့ပို့မယ်ဆိုလို့ရှိရင်အမျိုးသမီးကလည်းအမျိုးသမီးမိတ်ဆွေမျိုးသားကလည်းအမျိုးသားမိတ်ဆွေကြောင့်ဓာတ်ပုံလေးကိုကြည့်ရဖြစ်စေသူမျက်နှာကိုရက်စီထဲမှာပုံဖော်ရဖြစ်စေဆန္ဒပါစေဆိုတဲ့စိတ်တဏှာကြီးချင်းအောင်လုပ်မယ်နှစ်နာရီချင်းအောင်လုပ်မယ်သုံးနာရီချင်းအောင်လုပ်မယ်အဲ့ဒီအရာတွေတမာတိတွေရအောင်ရရင်ဇန်ရှိအောင်ရသွားမယ်နောက်ဆိုရင်ကိုမေတ္တာဟာဘယ်လောက်ရှိအောင်အပိုင်းအခြားကန့်တတ်ကြီးပြတ်သွားလဲလို့ဆိုရင်ရွေးချယ်ပြီးတော့ကြည့်ရမိမိကိုယ်တိုင်ရဲ့မိမိချစ်ခင်တဲ့မိတ်ဆွေရဲ့ကိုနဲ့မတည့်တဲ့ရန်သူရဲ့မုန်းသူလည်းမဟုတ်ချစ်သူလည်းမဟုတ်တဲ့တာမန်ပုဂ္ဂိုလ်တို့လေးစုခွဲလိုက်အဲ့လိုလေးစုခွဲလိုက်တဲ့အခါမှာဒီလေးမျိုးဟာအတိုင်းခြားပြတ်သွားရကိုလည်းဦးစားပေးတာမရှိရဘူးကိုမိတ်ဆွေကိုဦးစားပေးတာလည်းမရှိရဘူးကိုလည်းမသိတဲ့လူကိုဦးစားပေးတာလည်းမရှိရဘူးကိုရန်သူကိုဦးစားပေးတာမရှိရဒီတေးဦးကတဦးလေးလို့ဖြစ်သွားရင်ဒါမေတ္တာဟောအလွန်ခိုင်မာတဲ့မေတ္တာချက်ဖြစ်သွားပြီလို့ပြောနော်ဆိုတော့ဥပမာမဲ့၄ယောက်မိမိအပေါင်းဝင်လူ၄ယောက်ကို၁ယောက်ကိုပေးပါ sacrifice လုပ်မယ်စက်ပြီးတော့ရစ်ပူဆောင်မယ်ဆိုလို့ရှိရင်မင်းတို့၃ယောက်နေငါလိုက်သွားမယ်ဆိုရင်ကိုယ့်ကိုယ်ပေါ်မေတ္တာပြတ်တာတဲ့နော်အဲ့ဒါကိုယ့်ပေါ်မေတ္တာပြတ်တာကျန်တဲ့လူပေါ်မှာမေတ္တာကပိုးနေတယ်ကိုယ့်ပေါ်မှာမေတ္တာပြတ်အဲ့လိုပုံပဲနဲ့ငါနဲ့မတည့်တဲ့ကောင်ထဲလိုက်မယ်ဆိုလို့ရှိရင်ရန်လူပေါ်မှာမေတ္တာပြတ်ပြန်ပြီကျန်တဲ့လူတွေမသွားနဲ့ငါမိတ်ဆွေလိုက်သွားဆိုရင်မိတ်ဆွေပေါ်မေတ္တာပြတ်စားမယ်ဘယ်သူကိုနဲ့ရင်းနှီးမှုမရှိတဲ့ပုဂ္ဂိုလ်ကိုထည့်လိုက်မယ်ဆိုရင်လည်းမေတ္တာပြတ်ထည့်တဲ့လူကိုရှားမတွေ့ဘူးဒီ၄ယောက်ကတယောက်တည်းပဲသူ့ပုံမှာခွဲခြားမှုမရှိဘူးဆိုလို့ရှိရင်တော့ဒါအမှန်တန်ကြီးမားတဲ့မေတ္တာပြုတစ်ခုသူ့ရင်းထဲမှာတိဆောက်ပြီးသားဖြစ်သွားတယ်ဟောကောင်းပြီမေတ္တာဘာဝနာပွားတာသမထရှင်းစဉ်တစ်ခုပဲအဲ့ဒီသမထကျင့်စဉ်တစ်ခုကဝိပဿနာကျင့်စဉ်တစ်ခုကိုတွားရမယ်ဆိုလို့ရှိရင်မေတ္တာဘာဝနာပွားတာကသူကတတ္တဝါပေါ်မှာပွားတာပုဂ္ဂိုလ်ပေါ်မှာပွားတာအဲ့တော့ဝိပဿနာကျတော့ပုဂ္ဂိုလ်တတ္တဝါနဲ့လုံးလို့မရကြဘူးမရဘူးပုဂ္ဂိုလ်တတ္တဝါအရှိကိုယူဆလို့ရှိရင်မှားရတဲ့အမြင်တစ်ခုဖြစ်သွားတယ်ပေါ့အတ္တဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါကြောင့်မို့လို့မေတ္တာဘာဝနာပွားတဲ့ပုဂ္ဂိုလ်မှာတတ္တဝါရှိတယ်ဆိုတဲ့အတွေးဝင်လာတတ်တယ်အဲ့ဒါကြောင့်အဲ့ဒီအတွေ့ကိုဝိပဿနာကူးတော့မယ်ဆိုရင်၆ရမယ်၆တယ်ဆိုတာယုံနဲ့နာနှစ်မျိုးသာရှိတယ်ဆိုတဲ့အသည့်ကိုရအောင်တော့ခိုင်းတာပဲနော်ငါမေတ္တာပို့နေတဲ့ပုဂ္ဂိုလ်ဟာယုံနဲ့နာနှစ်ခုတည်းပဲရှိတယ်ငါပို့နေတဲ့ပုဂ္ဂိုလ်ကလည်းယုံနဲ့နာနှစ်ခုပဲရှိတယ်ဆိုတော့ဒိဋ္ဌိစအနုပ္ပဒ္ဓမမှားရတဲ့အယူဆတဲ့ခုကိုမရောက်ပါစေနဲ့နော်အတ္တဒိဋ္ဌိကိုပယ်ခွာလိုက်ပါသတ္တဝါဆိုတာမရှိဘူးအဲ့ဒါမပယ်ဘဲနဲ့ဝိပဿနာကျင့်စဉ်ကျင့်လို့မရဘူးတဲ့ဝိပဿနာရဲ့အာယုဒီယုံနဲ့နာမယ်ရှိတယ်တတ္တဝါမဟုတ်ဘူးဒါကြောင့်ဒိဋ္ဌိစအနုပ္ပဒ္ဓမနော်ဒီအတ္တဒိဋ္ဌိကိုဖယ်ရှားလိုက်ပါဆိုတာယုံနဲ့နာကိုတွေ့အောင်ကြည့်ပါကိုတရားထုတ်တော့မယ်ဆိုရင်ကိုယ်တဏ္ဍာမှာဖြစ်တဲ့ယုတ်တရားကိုယ်တဏ္ဍာမှာဖြစ်တဲ့နန္တရားသုရဘာဇာနာမှာဖြစ်တဲ့ယုတ်တရားနန္တရားကိုတွေ့အောင်လို့အဲ့လိုလုံးတော့မယ်ဆိုရင်အရေးကြီးတာဟာလဲဆိုရင်သီလဝါကိုချင်းသီလရှိဖို့လိုတယ်တဲ့ကိုချင်းသီလရှိရမယ်ကိုချင်းသီလဆိုတာဘာဖြစ်လို့လိုအပ်တာတော့ဆိုမေးလို့ရှိရင်တမာတိချစ်ဖို့အတွက်ကိုချင်းသီလအများကြီးလိုအပ်တယ်ကိုချင်းသီလမပြည့်စုံတဲ့ကိုချင်းသီလပြည့်စုံပြီဆိုလို့ရှိရင်ကိုချင်းသီလကိုအကြောင်းပြုပြီးတော့စိတ်ကကြည်နူးတယ်ကြည်နူးမှုကိုအကြောင်းပြုပြီးတော့ဝမ်းသာတယ်ဝမ်းသာမှုကိုအကြောင်းပြုပြီးတော့ပီတိဖြစ်တယ်ပီတိကိုအကြောင်းပြုပြီးတော့ပတ္တတိကိုငြိမ်းကိုစိတ်ငြိမ်းချမ်းတယ်ကိုစိတ်ငြိမ်းချမ်းရင်သုခဆိုတာချမ်းသာမှုဆိုတာဖြစ်လာတယ်ချမ်းသာမှုဖြစ်လာလို့ရှိရင်သမာဓိဆိုတဲ့စိတ်ကြည်ငြိမ်မှုပါဆိုတဲ့လေးနဲ့ရတယ်စိတ်ကြည်ငြိမ်မှုရတဲ့အခါနဲ့ယထာဘူတဉာဏ်တော်ကမှန်မှန်ကန်ကန်သိတယ်ဆိုတဲ့အတိအဝင်လာဟ
ဒါတွေတီလာမစင်ကြဘူးဆိုရင်အဲ့ဒါတွေဆုံးရှုံးနိုင်တယ်ဟောဒါကြောင့်ကိုတီလာဝါတီလာရှိပါစေတဲ့နောက်တစ်ခုကဇတ်တနေနတ်သံပန်တော်ဆိုတော့တီလာရှိပြီးတော့ကျင့်ကြံကြုတ်ကိုအားထုတ်လိုက်လို့ရှိရင်ဝိပဿနာဉာဏ်ကိုစဉ်းစဉ်ချက်ပြီးတော့နိဗ္ဗာန်ကိုမြင်တာကိုဒါသနာလို့ခေါ်တာနော်ဒီနေရာမှာသင်္ခါရတရားတွေအပြစ်ကိုမြင်ပြီးတဲ့နောက်သင်္ခါရတရားတွေချုပ်ငြိမ်းရနိဗ္ဗာန်ကိုမြင်လိုက်ဇတ်တနေနတ်သံပန်တော်အဲ့ဒီအမြင်နဲ့ပြည့်စုံနေဆိုတာသောတာပန်ဖြစ်သွားတာကိုမြတ်စွာဘုရားဟောနော်ဒေရိသအနုဘကမှာဝိပဿနာဉာဏ်ဖြစ်ပုံကိုဟောတယ်ဇတ်တနေနတ်သံပန်တော်ဆိုတာသောတာပန်ဖြစ်ပုံကိုဟောတယ်ကာမေတုဝိနည်းခြေတံကာမဂုဏ်အာယုန်ဒီပေါ်မှာစံမဲ့တဲ့ဇဏကိုဖယ်ရှားပါဆိုဒါကအနာဂံဖြစ်သွားတာကိုပြောအနာဂံဖြစ်ပြီးဆိုရင်ကာမဂုဏ်အာယုန်ဒီပေါ်မှာတတ်မဲ့တဲ့သစ္စာတဲ့ဇဏဆင်းသွားနိုင်ဇာတုကမ္မတေယပုဏ္ဏတေကြီးအဲ့ဒီလိုကာမဂုဏ်အာယုန်ဒီပေါ်မှာတတ်မဲ့မှုကျင်းသွားတဲ့အခါမှာဝိပဿနာအရှိန်ပြင်းလိုက်လို့ရှိရင်ဘဝတစ်ခုမှာနောက်တစ်ခါဘယ်တော့မှနိဂင်ဝမ်းကိုရောက်တော့မှမဟုတ်ဘူးဘယ်တော့မှကြံဒီမွေးဖွားမှမဟုတ်တော့ဘူးနာဟိဇာတုကဗ္ဗတေယပုဏ္ဏတေကြီးနိဂင်ဝမ်းဘယ်တော့မှပြန်မလာရတော့ဘူးရဟန္တာဖြစ်ပါဆိုအဲ့တော့မေတ္တာကိုအခြေခံပြီးတော့ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်ရဟန္တာရှိအောင်ဖြစ်ပါနိုင်တယ်ဒါကိုပြောတာနော်အဲ့တော့မေတ္တာဘာဝနာပွားပြီးတော့မေတ္တာစိတ်ကြိုက်လေးကိုပဲနန္တရားအဖြစ်ရှုမယ်ထိုနန္တရားရဲ့ကြည်ရာနှလုံးသားကိုလည်းရှုတရားဖြစ်ပြီးရှုလိုက်တယ်အဲ့လိုရှုလိုက်လို့ရှိရင်ဝိပဿနာဉာဏ်ရင့်ပြီးသောတာပန်ဖြစ်မယ်ချက်ပြီးတော့ဝိပဿနာဉာဏ်အရှင်းမြတ်လို့ရှိရင်သက္ကရာကအနာဂံဖြစ်မယ်သက္ကရာကအနာဂံဖြစ်လိုက်ရင်စင်ကြယ်နဲ့ကောင်းကောင်းအာယုလေးပေါ်မှာတွေ့တာဥဒ္ဒနာကဲသွားမယ်အဲ့ဒီကနေအရှင်းမြတ်ချက်ပြီးတော့ကျင့်လိုက်တဲ့ကကိလေသာအတော်တွေအကုန်လို့တော့ဘုရားပြန်ပြီးဝိဖွားခြင်းဆိုတာမရှိတော့ဘူးတဲ့အဲ့ဒီကြတော့မှအပြီးတက်စစ်ပေါ့မေတ္တာစုပ်ပါအဲ့ဒီနေရာမှာပဲညီကုန်းချုပ်ထားတယ်နော်နာဟိဇာတုကဗ္ဗတေယပုဏ္ဏရေတိဒီကံဝံဘယ်တော့မှဆရာမရောက်တော့ဘူးတဲ့ဒီဒါကြောင့်မို့တရားရှိခင်တို့ရင်ပြိဿပေါင်းလို့ဒီမေတ္တာအခြေခံတဲ့ဝိပဿနာဉာဏ်ကြီးအောင်စိုက်ကြည့်နိုင်တဲ့ဟောဒီမေတ္တာသုတ်တန်ရဲ့အနှစ်သာရအပိုင်းကိုနာယူပြီးတဲ့အခါမှာဒီမေတ္တာသုတ်ဟာတကယ်ကျင့်တဲ့မျိုးကိုအထောက်ပြီးတော့တို့တွေပွားများကြရမယ်တရားနဲ့ကိုချစ်တယ်ဆိုတာကိုယ်စီသဘောကျပြီးမေတ္တာဘာဝနာပွားများခြင်းဖြစ်တို့မေတ္တာကိုအခြေခံလို့ဝိပဿနာကျင့်စဉ်ကိုပြင်းပြင်းဖြင့်နိဗ္ဗာန်ချမ်းသာကိုကိုယ်စီကိုယ်ကမျက်မှောက်ပြုနိုင်ကြပါစေကောင်းသတည်းအာယုအာယုအာယု